ဒီကနေ့ညတရားဘာဝနာများကြိုးစားအထောက်ဖို့ရောက်ရှိလာကြတဲ့အလုံးသောယောဂီသူတော်စင်များကိုဦးဇင်းတို့ဘယ်လိုတရားစကားပြောဖို့စဉ်းစားထားလဲဆိုတော့ကြိုးစားအထောက်မှုဝိရိယနဲ့ပတ်သက်တဲ့တရားစကားကိုပြောမယ်လို့စဉ်းစားထားပါတယ်ဝိရိယကထာပေါ့နော်တရားဘာဝနာလုပ်ဆိုတာတန်ဖိုးကြီးမားသလောက်အကျိုးရလဒ်များပြားသလောက်လောက်ရတာလည်းပဲအလွန်တရာမှခက်ခဲနေတဲ့သဘောရှိပါတယ်တော်ရုံတန်ရုံလုံးလဝိရိယဇွဲနဲ့ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဝိရိယကြီးမားကြတဲ့ပုဂ္ဂိုလ်များဇွဲလုံးလထက်သန်ကြတဲ့ပုဂ္ဂိုလ်များသာလျင်တရားဘာဝနာလုပ်ငန်းမှာထွန်းထွန်းပေါက်ပေါက်ခရီးရောက်နိုင်ကြတယ်ဒါကြောင့်မိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘာဝတရားတွေရဲ့နေသဒုက္ခအနတ္တလက္ခဏာရေး၃ပါးဒါကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့နားလည်ဖို့နောက်ဆုံးသစ္စာ၄ပါးအမှန်တရားကြီးတွေကိုထွန်းပေါက်ပြီးတော့သိနိုင်မြင်နိုင်ဖို့ဆိုတာဒလဇတ်ဖြစ်ပေါ်နေတဲ့ယုံနိုင်ရဲ့ပုံမှာတတိဆိုတဲ့အောက်မေ့မှုအမှတ်ရမှုကိုဒလဇတ်ထားနိုင်ဖို့လိုတယ်အဲ့ဒီတတိကိုဒလဇတ်ထားနိုင်ဖို့ဆိုတာလည်းပဲဝိရိယနဲ့ကြိုးစားအထောက်မှသာလျှင်ဖြစ်နိုင်တာပါဝိရိယမရှိဘဲနဲ့မကြိုးစားဘဲနဲ့တတိကအလို့လျောက်ဖြစ်လာတဲ့သဘောမရှိဘူးဆိုတာကိုလည်းပဲယောဂီများကိုယ်တွေ့အနေထားနေနဲ့ကောင်းကောင်းနားလည်ထားကြတယ်ပေါ့နော်တဝရိယဟာတရားဘောနာလုပ်ငန်းမှာဘလောက်ထိအရေးပါလဲဆိုတာလေးကိုအလုံးနားလည်ထားကြတယ်ဒါကြောင့်အဲ့ဒီဝရိယကိုထက်ထက်တန်တန်ထားနိုင်ဖို့အတွက်ဝိရိယရှိဖို့တွန်းအားပေးတဲ့စကားကိုပြောဖို့လိုအပ်တယ်လို့ထင်ပါတယ်နော်ဒါကြောင့်ဝိရိယရှိအောင်ဘယ်လိုလုပ်မလဲဆိုတာလေးကိုဒီကနေ့ညဦးစားပေးပြီးတော့ပြောပါဦးဇင်းတို့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာသတိပဋ္ဌာန်တရား၄ပါးဟောထားတဲ့အနက်က၄ခုမြောက်ဟောထားတာကဓမ္မနုပဒနာသတိပဋ္ဌာန်ဟုတ်လားအဲ့ဒီဓမ္မနုပဒနာသတိပဋ္ဌာန်ထဲမှာဘိုးစဉ်ကပပဆိုတာပါတယ်ဘိုးစဉ်9ပါးနဲ့ပတ်သက်ပြီးတော့ရှုမှတ်ဆင်ခြင်ဖို့မြတ်စွာဘုရားသင်ပေးထားတဲ့အပိုင်းပေါ့နော်အဲ့ဒါဘိုးစဉ်တရားဆိုတာလည်းပေတတို့အလုံးနားလည်ထားတယ်ဘောဓိအင်္ဂဘိုးစဉ်ကဘောဓိသစ္စာ၄ပါးကိုထွန်းပေါက်ပြီးတော့သိတဲ့မဲ့ဉဏ်ရဲ့အင်္ဂရရကြောင်းအစိအပိုင်းအကြောင်းအရာအင်္ဂအချက်လက်များဒါကိုဘောဓိအင်္ဂဘိုးစဉ်ကအဲ့ဒီဘိုးစဉ်တရားကဘယ်နှပါးရှိတယ်လို့ကြားဖို့ထားတော့ဆိုတော့9ပါးရှိတယ်လို့ကြားဖို့ထားတယ်နော်တတိတံဘောဇဉ်ဓမ္မဝိစီယတံဘောဇဉ်ဝိရိယတံဘောဇဉ်ပီတိတံဘောဇဉ်ပတ္တိတံဘောဇဉ်သမာဓိတံဘောဇဉ်ဥပေက္ခတံဘောဇဉ်လို့ဘောဇဉ်9ပါးအဲ့ဒါဦးဇင်းတို့အဲ့ဒီဘိုးဇဉ်9ပါးနဲ့ပတ်သက်ပြီးတော့ရှုမှတ်ဆင်ခြင်ဖို့မြတ်စွာဘုရားသင်ကြားပေးတဲ့အဲ့ဒီဘိုးဇဉ်ကပပကိုဖွင့်ဆိုတဲ့ဒီမဟာသတိပဋ္ဌာန်သုတ်တန်ကြီးရဲ့အဖွင့်အထကရာမှာဒီမြင့်မြတ်တဲ့တန်ရှင်းစင်ကြယ်တဲ့ဘိုးဇဉ်တရားတွေကိုမိမိတန်တာမှာများများစားစားကြီးကြီးမားမားဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဘိုးဇဉ်တရားတွေဖြစ်ခြင်းရဲ့အကြောင်းတရားလေးတွေကိုအဲ့ဒီမှာပွင့်ပြထားတာတွေ့ရတယ်။တော့ဝရိယဆိုတာကလည်းပဲဘိုးဇဉ်တရား9ပါးထဲမှာတစ်ပါးအပါဝင်ပေါ့နော်။တတိဆွဲဆွဲမြဲမြဲရှိနေဖို့တတိကောင်းဖို့အတွက်ဘယ်လိုအကြောင်းတရားတွေနဲ့ပြည့်စုံရမယ်။ဓမ္မဝိဇ္ဇာဆိုတဲ့ပညာထက်သန်ဖို့အတွက်ဘယ်လိုအကြောင်းတရားတွေနဲ့ပြည့်စုံရမယ်။ဝရိယဆိုတဲ့ကြိုးစားအထောက်မှုလုံလဝရိယနဲ့ပြည့်စုံဖို့အတွက်ဘယ်လိုအကြောင်းတရားတွေနဲ့ပြည့်စုံရမယ်ဆိုတာကိုမြတ်စွာဘုရားရဲ့အလိုတော်ကြတက္ကရာဆရာကြီးဖွင့်ပြထားတာရှိတယ်။အဲ့ဒါကိုပဲဦးဇင်းတို့ဒီကနေ့အခြေခံပြီးတော့ပြောပါမယ်။ဝရိယများလာအောင်ဝရိယထက်သန်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးပေါ့နော်။တော့ဝရိယဆိုတာရဲ့အဓိပ္ပာယ်လေးပေတတို့အလုံးနားလည်ပြီးသားမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားခြင်းဖြစ်ပြီးဖြစ်စေအကုသိုလ်တရားများကိုတော့ရပ်တန့်နိုင်အောင်ဖိရှားနိုင်အောင်ကြိုးစားခြင်းမဖြစ်သေးတဲ့ကုသိုလ်ကောင်းမှုတွေဖြစ်အောင်ကြိုးစားခြင်းဖြစ်ပြီးသားကုသိုလ်ကောင်းမှုများကိုတိုးတက်များပြားလာအောင်ကြိုးစားခြင်းဆိုပြီးတော့သဗ္ဗပဒံလုံလဝရိယကိုပဲဒီနေရာမှာဝရိယလို့ဆိုလိုတာအဲ့ဒါတရားဓမ္မတို့ကမိမိရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာတတိတစ်ချက်ထားလိုက်တိုင်းအဲ့ဒီတတိနဲ့တွဲပြီးတော့ပါလဲဝရိယပါတယ်နော်အဲ့ဒီဝရိယကဘယ်လိုဝရိယမျိုးတော့နော်အကုသိုလ်မဖြစ်အောင်ကြိုးစားတဲ့ဝရိယဖြစ်နေတယ်
နော်အကုသိုလ်တရားတွေကိုပယ်ရှားဖို့ကြိုးစားတဲ့ဝိရိယလည်းဖြစ်နေတယ်လို့မဆိုနိုင်ဘူးလားကုသိုလ်ကောင်းမှုတွေဖြစ်အောင်ကြိုးစားတဲ့ဝိရိယဖြစ်နေတယ်ကုသိုလ်ကောင်းမှုတွေတိုးပွားအောင်ကြိုးစားတဲ့ဝိရိယလည်းဖြစ်နေတယ်ဒါကြောင့်တတိတစ်ချက်ထားလိုက်တိုင်းသမ္ပပဒံလုံးလောက်ဝိရိယကမိမိတန်တာမှာမြင့်မြတ်စွာဖြစ်ပေါ်နေတယ်ဆိုတာကိုလည်းနားလည်ဖို့မလိုဘူးလားလိုတယ်ဒါဝိရိယကိုတိုးပွားအောင်ကြိုးစားရမယ်ဆိုတာအဲ့ဒီလိုမျိုးအကုသိုလ်ကိုဖယ်ရှားဖို့ကုသိုလ်ကောင်းမှုတိုးပွားဖို့ကြိုးစားတဲ့ဝိရိယကိုတိုးပွားအောင်လို့ဆိုလိုတာကျန်တဲ့ဝိရိယတွေကိုဆိုလိုတာမဟုတ်နော်ဒါကဝိရိယရဲ့အဓိပ္ပာယ်လေးကိုအကျဉ်းမြတ်ဦးဇင်းတို့ပြောတာပေါ့အဲ့တော့အဲ့ဒီဝိရိယကိုမိမိတဏ္ဍာမှာထက်ထက်တန်တန်ဖြစ်လာအောင်ဘယ်လိုလုပ်ရမလို့ဆိုတော့နီလန်တနည်းအားဖြင့်ဝိရိယကြီးမားခြင်းရဲ့အကြောင်းတရား17မျိုးတောင်အဲ့ဒီမှာပြောထားတယ်အဓိကကယဟန်တန်ဃာတွေကိုပြောထားတာဖြစ်တဲ့အတွက်ကြောင့်တချို့ဝိရိယတုပ်ပွားကြောင့်တရားတွေကယဟန်တန်ဃာတော်တွေနဲ့ဓာတ်ရိုက်ပတ်သက်တယ်ပေါ့ဒါပေမဲ့တွဲဝိုက်ပြီးတော့လည်းပဲဒကာဓမ္မတို့နဲ့နော်ပတ်သက်မှုဆက်ဆက်မှုရှိတယ်ဆိုတဲ့အတွေးနဲ့တွေးမယ်ဆိုရင်လည်းပဲတွေးလို့တော့ရတယ်ပေါ့အဲ့ဒါလေးကိုပိဿပေါင်းတော်ကောင်းတို့ဘဝမှာလက်တွေ့ချပြီးတော့ကျင့်သုံးကြည့်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့မှတ်သားကြည့်မယ်နော်နံပါတ်1ဝိရိယတုပ်ပွားခြင်းရဲ့အကြောင်းတရားကိုဗာပြထားတော့ဆိုတော့အပါယဘယပစ္စဝခဏအပေဘေးကိုစဉ်းစားဆင်ခြင်ခြင်းတဲ့ဟုတ်လားငရေတလိษံပြိတ္တာအတုရကေလို့အစင်ရဒုက္ခတွေဖြစ်ပေါ်ပြီးတော့နေတဲ့ဒုက္ခကြီးလာတဲ့ဘုံဘဝတွေမရှိဘူးလားရှိတယ်အဲ့ဒီအပေဒုက္ခကိုစဉ်းစားဆင်ခြင်ခြင်းဟာအကုသိုလ်တရားတွေကိုရှောင်ကျဉ်ဖို့အကုသိုလ်တရားတွေကိုပယ်ရှားဖို့ကုသိုလ်တရားတွေတိုးပွားဖို့ကုသိုလ်တရားတွေဖြစ်ပွားဖို့အတွက်နော်ထက်သန်တဲ့လုံလဝရိယကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်ဟုတ်လားဒါကြောင့်ငရေဒုက္ခကိုစဉ်းစားရမယ်တဲ့အဲ့ဒါဦးဇင်းတို့အဲ့ဒီတက္ကရာထဲမှာဘယ်လိုစဉ်းစားရမလဲစဉ်းစားပုံစဉ်းစားနည်းလေးကိုပြောထားတယ်ငါတဲ့အခုချိန်မှာမြင့်မြတ်တဲ့ဝိရိယထားလို့ရတယ်ရတုံးလေးမှာထားလိုက်ပါတကယ်လို့ငါငရဲကြသွားမယ်ငါငရဲရောက်နေမယ်ဆိုရင်အလွန်ပူလောင်ဆင်းရဲတဲ့ဒီငရဲပြည်မှာငရဲဒုက္ခကိုခံရင်းနဲ့ငါဟာဒီမြင့်မြတ်တဲ့လုံလဝိရိယကိုဘယ်လိုမှငါမထားနိုင်မှာမဟုတ်ဘူးတဲ့အဲ့ဒီချိန်မှာဝိရိယထားခြင်းပါတယ်ဆိုလို့တောင်ထားလို့မရဘူးပေါ့နောက်ဒီလောက်ကြီးဆင်းရဲနေတဲ့နေရာမှာအကုသိုလ်တွေမဖြစ်ဖို့ကုသိုလ်တွေဖြစ်ဖို့ဆိုတဲ့ကြိုးစားတဲ့ဝိရိယမျိုးဖြစ်ခွင့်ရပါမလားစဉ်းစားကြည့်နော်ဒါကြောင့်ဝိရိယထားလို့ရတုံးလေးမှာထားလိုက်ပါဆိုတာလေးကိုအဓိကတွေးကြည့်ရမှာနောက်ဦးဇင်းတို့တလိษံဖြစ်နေတယ်တလိษံနေဆိုလို့ရှိရင်လည်းပဲအညမညခါရန္တိဆိုတဲ့အတိုင်းတလိษံဘုံဘဝဆိုတာနိုင်ရာစားလောကကြီးပါဟုတ်လားတလိษံတွေရဲ့အနေအထားကိုအများကြီးစဉ်းစားကြည့်သင့်တယ်အဲ့ဒီလိုမျိုးဆင်းရဲလာတဲ့ဒုက္ခကြီးလာတဲ့ဘဝကိုရောက်နေပြီဆိုလို့ရှိရင်လည်းပဲတတိမြင့်မြတ်တဲ့ကြိုးစားအထောက်မှုဝရိယကိုဖြစ်အောင်လုပ်လို့ရပါမလားမရဘူးဒါကြောင့်လှုပ်လို့ရတုံးလေးမှာလှုပ်မယ်လို့ဒီလိုစဉ်းစားရမယ်နောက်ပြီးတော့ပိဋကဘုံသားပြိတ္တာဘဝအတုရကေဘဝအလွန်ဆင်းရဲလာတဲ့ဆာလမုံငတ်မုံမှုအလိုမကြည့်မှုတွေနဲ့ပဲအချိန်ကုန်နေရတဲ့ကံကပြစ်ချလို့ရသွားတဲ့ဒီဘဝဒီခန္ဓာဇိုးမျိုးရနေပြီဆိုရင်လည်းပဲဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုလုပ်နိုင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာလုံလဝရိယစိုက်ထုတ်ခြင်းပါတယ်ဆိုလို့တောင်စိုက်ထုတ်လို့မရအောင်ဒါကြောင့်ဒီဘဝလေးမှာကိုယ်မှာအသိဉာဏ်လည်းရှိတယ်ခန္ဓာကိုယ်ကလည်းပဲစိတ်ဓာတ်ခွန်အားရုပ်ခွန်အားအားလုံးအရန်တဲ့အနေအထားလေးရှိနေတဲ့အချိန်မှာဒီမြင့်မြတ်တဲ့ကြိုးစားအထောက်မှုဝရိယကိုမြင့်တင်လိုက်ဖို့မလိုဘူးလားဗျာလိုတယ်ဒါကြောင့်အပေလေးပုံကိုစဉ်းစားဆင်ခြင်ပြီးတော့လည်းပဲကိုယ့်ရဲ့လုံလဝရိယကိုတတ်တန်အောင်ကြိုးစားရမယ်တဲ့ဒါတရားရဲ့ဏိကုံးပိုင်းမှာဒီအပေပုံရဲ့အကြောင်းကိုနည်းနည်းလေးဦးဇင်းတို့ပြောပါမယ်ခုလောလောဆယ်တော့လုံလဝရိယတုပ်ပွားကြောင်း17မျိုးကိုစုံအောင်ပြောလိုက်မယ်ပေါ့နော်ခုနံပါတ်1လုံလဝရိယတုပ်ပွားကြောင်းကအပေဘေးကိုစဉ်းစားဆင်ခြင်ခြင်းအပါယဘေယပစ္စဝခဏနော်နောက်နံပါတ်2လုံလဝရိယတုပ်ပွားခြင်းရဲ့အကြောင်းကဘာပြောထားတုံးဆိုတော့အာနိတန္တဓတ္တဝိတာလုံလဝရိယရဲ့အကျိုးအာနိသင်ကိုမြင်အောင်ကြည့်ပြီးတော့လည်းပဲလုံလဝရိယကိုဓာတ်တန်အောင်ကြိုးစားရမယ်တဲ့ဆိုလိုတာကဝရိယရဲ့စွမ်းရည်တတိဝရိယကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်လည်းပဲမြင်တတ်မယ်ဆိုလို့ရှိရင်လည်းပဲဝရိယထက်သန်လာနိုင်တယ်ပေါ့ဒီနေရာမှာဦးဇင်းတို့ဝရိယရဲ့အကျိုးကျေးဇူးကိုဘယ်လိုစဉ်းစားဆင်ခြင်ရမလဲဆိုတာကိုအဲ့ဒီအဖွင့်အထက်ကရာထဲမှာအချင်းချုပ်ကလေးတော့ပြထားတာတွေ့ရတယ်။ဘာပြထားတုံးဆိုတော့
ဝရိယရှိမှသာလေမြင့်မြတ်ဆုံးဖြစ်တဲ့မဲ့လေးပါးဖူလေးပါးနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေကိုရနိုင်တာတဲ့ဝရိယကင်းပြီးတော့ပြင်းနေတဲ့ပုဂ္ဂိုလ်အတွက်အဲ့ဒီမဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့အလွန်မြင့်မြတ်တဲ့သူတော်ကောင်းတရားတွေကိုမရနိုင်ဘူးတဲ့ဒါကြောင့်ဝရိယမရှိရင်ငါသည်အမြင့်မြတ်ဆုံးအကျိုးကျေးဇူးနဲ့လွဲချော်ရလိမ့်မယ်ဝရိယရှိမှသာလေအမြင့်မြတ်ဆုံးသောအကျိုးကျေးဇူးနဲ့ငါပြည့်စုံလိမ့်မယ်လို့ဝရိယရဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အနေအထားကိုအဲ့ဒါလိုအထွတ်အထိပ်တက်ပြီးတော့စဉ်းစားဆင်ခြင်ရင်းနဲ့လည်းပဲမိမိရဲ့လုံလဝရိယကိုမြင့်တင်ရမယ်ပေါ့အဲ့တော့ဒီနေရာမှာဦးဇင်းတို့ရှင်းရွှဲပြီးတော့ပြောချင်တာလေးတစ်ခုကအယုဒ္ဓနိကေထဲမှာဒုတိယဒတပလသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာဗာပြောထားတုံးဆိုတော့နော်ဝရိယရှိခြင်းရဲ့အကျိုးကျေးဇူးဝရိယမရှိခြင်းရဲ့အပြစ်အနာစာဒါမြတ်စွာဘုရားပြောပြပုံလေးအလွန်မှလည်းပဲလက်တွေ့ကြပြီးတော့အလွန်မှထိမိတယ်လို့ဦးဇင်းတို့ထင်ပါတယ်ဒုက္ခံဘိက္ခဝေကုတိတောဝိရတိဟောကိနောပပကေဟိအကုသလေဟိဓမ္မေဟိမဟန္တင်္စတရထံပရိဟာပိတိနော်ပြင်းရည်ခြင်းရဲ့အပြစ်ကိုအရင်စပြောတယ်ဝရိယကင်းပြီးတော့ခပ်ပြင်းပြင်းခပ်ဖြင်းဖြင်းနေမယ်ဆိုလို့ရှိရင်တော့တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ခံဝိရတိစင်စင်ရဲနေရလိမ့်မယ်တဲ့ဘာဖြစ်လို့တုံးဆိုတော့ဟောကိနောပပကေဟိအကုသလေဟိဓမ္မေဟိယုံညံ့တဲ့ပူလောင်တဲ့အကုသိုလ်တရားတွေနဲ့သူ့ရဲ့စိတ်ဟာရောပြွန်းနေတဲ့အတွက်ကြောင့်ဝရိယမရှိတဲ့အခိုက်အတန့်မှာအဲ့ဒီတရားဝါရဲ့စိတ်သည်ဆင်းရဲနေတယ်တဲ့ဟောဒါကတရားဘာဝနာအထုတ်နေကြတဲ့ပုဂ္ဂိုလ်များပို့ပြီးတော့သိနိုင်တယ်ပေါ့ကြည်ကြည်ပြန့်ပြန့်ပို့ပြီးတော့စဉ်းစားကြရလဲကောင်းတယ်ပေါ့မိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိမထားဘဲနဲ့နေတိုင်းဒကာဓမ္မတို့ဥဒ္ဓရဲ့စိတ်ဟာသတိကင်းနေပြီဆိုတာနဲ့ဝရိယလည်းကင်းနေပြီအဲ့ဒီဝရိယတွေသတိတွေကင်းနေပြီဆိုတာနဲ့စိတ်ကနော်ယုံညံ့တဲ့ပူလောင်တဲ့အကုသိုလ်တရားတစ်မျိုးမျိုးနဲ့တော့သူကဘာလုပ်သွားမှာတော့ပေါင်းသွားမှာပဲရောသွားမှာပဲဟုတ်လားဒါကိုမြတ်စွာဘုရားကဟောကိနောပပကေဟိအကုသလေဟိဓမ္မေဟိပပကေဟိယုံညံ့ကုန်သောအကုသလေဟိနော်အပြစ်ရှိတဲ့ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့အကုသိုလ်တရားတွေနဲ့ဟောကိနောအဲ့ဒီလုံလဝရိယကင်းနေတဲ့အချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာရောပြွန်းသွားတယ်တဲ့စိတ်ကဘာနဲ့ရောသွားတော့ကိလေသာတွေအကုသိုလ်တွေနဲ့ရောသွားတယ်တဲ့ဒါကြောင့်ဝရိယမရှိတဲ့အချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ခံဝိရတိတဲ့ဆင်းရဲရဲ့နေရတယ်တဲ့ဒါကတတိကလေးထားပြီးတော့ငြိမ်ငြိမ်ချမ်းချမ်းနေရတဲ့အနေအထားမျိုးလေးနဲ့နှိုင်းရှင်လိုက်မှသိနိုင်တာနော်တတိရှိတဲ့အချိန်မှာကိုယ့်ရဲ့နေထိုင်မှုလေးကကျင့်တဲ့စရာအလွန်ကောင်းတယ်မြင့်မြတ်မှုနဲ့ကြည်လင်မှုနဲ့အေးချမ်းမှုနဲ့ဟုတ်လားဒါပါလဲဆိုတော့ဝရိယနဲ့နော်တတိကိုထူထောင်လိုက်လို့ရရှိလာတဲ့အကျိုးပေါ့ဟုတ်လားအဲ့တော့ဝရိယနဲ့တတိကိုမထူထောင်မှုဆိုရင်အဲ့ဒီအကျိုးနဲ့ဆန့်ကျင်ဘက်ပဲရမှာပေါ့အဲ့ဒီလိုမျိုးငြိမ်အေးမှုမြင့်မြတ်မှုကျင့်တဲ့စရာကောင်းတဲ့အနေအထားဆိုတာဝရိယမရှိတဲ့အချိန်မှာရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒါဆင်းရဲနေခြင်းပဲလို့မဆိုနိုင်ဘူးလားမချမ်းသာဘူးဆိုတော့ဆင်းရဲနေတယ်ပေါ့ဟုတ်လားဒါကြောင့်ဝရိယမရှိဘူးဆိုလို့ရှိရင်တစ်အချက်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာအကုသိုလ်တရားတွေနဲ့ရောပြွန်းနေတဲ့အတွက်ကြောင့်ဆင်းရဲရဲ့နေရလိမ့်မယ်တဲ့နှစ်ချက်ပါပြောတော့ဟောကိနောပပကေဟိအကုသလေဟိဓမ္မေဟိမဟန္တင်္စတရထံပရိဟာပေတိအလွန်ကြီးကျယ်မြင့်မြတ်တဲ့ကိုကျိုးစီးပွားအစစ်ဖြစ်တဲ့ကောင်းကျိုးချမ်းသာနဲ့လည်းပဲလွဲချော်ရလိမ့်မယ်တဲ့ဝရိယမရှိတဲ့လူကနော်မဟန္တင်္စတရထံပရိဟာပေတိမဟန္တင်္စဆိုတာအလွန်ကြီးကျယ်တဲ့တရထံဆိုတာကိုယ့်ရဲ့အကျိုးစီးပွားအကြီးကျယ်တဲ့ကိုယ့်ရဲ့အကျိုးစီးပွားနဲ့ပရိဟာပတိဆုံးရှုံးရလိမ့်မယ်ဆုတ်ယုတ်ရလိမ့်မယ်ပျက်စီးရလိမ့်မယ်တဲ့တော့ကြီးကျယ်တဲ့ကိုယ့်ရဲ့အကျိုးစီးပွားဆိုတာဘာပြောတာတော့မဲ့ဉဏ်ပုံဉဏ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ခြင်းကိုပြောတာပါနောက်ကျန်တဲ့အကျိုးစီးပွားတွေဆိုတာကတော့နောက်ပညာမျက်လုံးနဲ့ကြည့်မယ်ဆိုရင်ဘာပဲရဘာပဲဖြစ်ဖြစ်အနိစ္စမီးလောင်တာကိုခံရပြီးတော့ဒီလိုနဲ့ပဲအပြီးသွားရမယ်ဘာမှအဖတ်မတင်တဲ့နောက်အနေအထားတွေနဲ့ပဲအဆုံးသတ်သွားရမယ်အခြေအနေတွေကြီးပဲဒါကြောင့်ကိုယ့်ရဲ့စစ်မှန်တဲ့အကျိုးစီးပွားလို့မဆိုနိုင်ဘူးတဲ့ဟုတ်လားနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခငြိမ်းရတဲ့အနေအထားတည်တာလေစစ်မှန်တဲ့ကိုယ်ကျိုးစီးပွားအဲ့ဒါဒီပင်လင်ကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားလို့ဒီလိုများစွာပြဟောတာအဲ့ဒါလုံလဝရိယကင်းပြီးတော့ပြင်းနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီစစ်မှန်တဲ့ကိုယ်ကျိုးစီးပွားနဲ့ဘာဖြစ်မလို့လွဲချော်သွားလိမ့်မယ်တဲ့ဒါကဦးဇင်းတို့ဒုတိယတတဗလသုတ်တံမှာပြောထားတဲ့စကားရပ်လေးပေါ့ပြင်းနေရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာအကုသိုလ်တွေနဲ့ရောနေတဲ့အတွက်ကြောင့်စင်င်းရဲနေရလိမ့်မယ်အ အလွန်ကြီးကျယ်တဲ့ကိုကြိုးစီးပွားဆိုတဲ့မဉ္ဇဉ်ပူဉ္ဇဉ်နဲ့လည်းပဲလွဲချော်ရလိမ့်မယ်တဲ့
အဲ့လိုဆိုလို့ရှိရင်ဝရိယရဲ့အကျိုးအာနိသင်ကစန့်ကျင်ဘက်အနေနဲ့ပေါ်လွင်ထင်ရှားမလာဘူးလားပေါ်လွင်ထင်ရှားလာတယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားကဟောတာပါပဲအာရထဝရိယနာခောဘိခွေဒုက္ခံဝိရတိပဝိဝိထောပါပကေဟိအကုသလေဟိဓမ္မေဟိမဟာတင်္စတရထံပရိပူရိတိယဟန်တို့တဲ့ပြင်းထန်တဲ့ကြိုးစားအထုံမှုလုံလဝရိယနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဒုက္ခံဝိရတိချမ်းချမ်းသာသာနေရလိမ့်မယ်ဘာကြောင့်လို့ပါပကေဟိအကုသလေဟိဓမ္မေဟိယုံညံ့တဲ့အကုသိုလ်တရားတွေနဲ့ပဝိဝိထောအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာကင်းကွာနေတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေရလိမ့်မယ်တဲ့ဆိုလိုတာကနော်တတိလေးဖြစ်ပေါ်အောင်ဝရိယနဲ့ကြိုးစားနေတဲ့ခိုက်တတ်မှာနော်တရားဓမ္မတို့ဦးဇင်းတို့အဲ့ဒီဝရိယရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကလေးကဘာတွေနဲ့ကင်းကွာနေတယ်အကုသိုလ်တွေနဲ့ကင်းကွာနေတယ်ယုံညံ့မှုတွေနဲ့ကင်းကွာနေတယ်ဒါကြောင့်သတိထားတိုင်းဆိုတော့ကလည်းဦးဇင်းတို့ပြောပါတယ်ဟုတ်လားသတိတစ်ချက်ထားလိုက်တိုင်းအဲ့ဒီချိန်မှာအကုသိုလ်ဝင်လို့မရဘူးအကုသိုလ်အဲ့ဒီချိန်မှာမရှိဘူးဒါကိုထပ်ခါမပြောဘူးလားပြောတယ်နော်အကုသိုလ်မရှိတဲ့အချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာမဖြစ်တော့အေးချမ်းတာဟောတတ်တာတာပေါ့နော်တကယ်တမ်းကမအေးချမ်းအောင်ရှုမြိုက်နေတာကဒီအကုသိုလ်တရားပဲနော်မတတ်တာအောင်နှိပ်စက်နေတာပင်ပန်းအောင်လုပ်နေတာကဘာလဲဒီအကုသိုလ်တရားပဲဒါကြောင့်မြတ်စွာဘုရားကဝရိယရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေရလိမ့်မယ်တဲ့အကျိုးသင်အကြောင်းသင်အလွန်ပြောတော်မူတတ်တဲ့မြတ်စွာဘုရားပေါ့နော်ဝရိယရှိတဲ့လူကချမ်းချမ်းသာသာနေရလိမ့်မယ်ဘာကြောင့်တော့သူ့ရဲ့စိတ်ဟာအကုသိုလ်တရားတွေနဲ့ကင်းကွာနေလို့ဒါတင်လားမကဘူးမဟာတင်္စတရတံပရိပူရိတိနော်အလွန်ကြီးကျယ်တဲ့ကိုကျိုးစည်းပွားလို့ဆိုတဲ့မဲညံဖိုးညံဆိုတဲ့စစ်မှန်တဲ့ကျိုးစည်းပွားနဲ့လည်းပဲပြည့်စုံရလိမ့်မယ်တဲ့ဝရိယရှိတဲ့ပုဂ္ဂိုလ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့လုံလဝရိယထက်သန်ဖို့အတွက်နော်ဒုတိယမြောက်ကြိုးစားအထောက်ရမယ်နီလန်တနည်းအားဖြင့်ပြည့်စုံရမယ်အကြောင်းတရားကဘာတော့ဝရိယရဲ့အကျိုးအာနိသင်ကိုသိမြင်နားလေပြီးတော့ဒါကိုစင်ញင်ချင်းနှလုံးသွင်းခြင်းပေါ့ဟုတ်လားဘယ်နှခုရှိသွားနှစ်ခုရှိသွားဟုတ်လားနောက်သုံးခုမြောက်ပါပြောတော့သုံးခုမြောက်ပြောထားတဲ့ဝရိယတိုးပွားကြောင်းတရားကတော့ကမနဝီထိပစ္စဝခန္ဓာနော်ကမနဝီထိသွားရလမ်းကြောင်းပစ္စဝခန္ဓာဆင်ញင်တာသွားရလမ်းကြောင်းကိုဆင်ញင်တာတဲ့သွားရလမ်းကြောင်းဆင်ញင်တယ်ဆိုတာဘာပြောတာတော့သွားရလမ်းကြောင်းဆင်ញင်တယ်ဆိုတာဒီဦးဇင်းတို့အခုတတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်လို့ဆိုတဲ့နော်နိဗ္ဗာန်ချမ်းသာကိုရရှိဖို့နော်နောက်ဆုံးရည်မှန်းချက်ထားပြီးတော့ကြိုးစားနေတဲ့ဒီလုပ်ငန်းစဉ်ဟာနော်အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးတွေနော်ဘုရားယန္တာရိယာသူတော်ကောင်းကြီးတွေသွားခဲ့တဲ့လမ်းကြောင်းအလွန်မြင့်မြတ်တဲ့လမ်းကြောင်းနော်ပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေနော်အစွမ်းအစမရှိတဲ့ပုဂ္ဂိုလ်တွေရှောက်လန်းနိုင်တဲ့လမ်းကြောင်းမဟုတ်ဒီလမ်းကြောင်းဟာမြင့်မြတ်တဲ့လူတွေနော်ရဲလုံဝဲကိုင်းမယ်ဆိုတဲ့အစွမ်းအစရှိတဲ့ပုဂ္ဂိုလ်တို့သာလည်းရှောက်လန်းနိုင်တဲ့လမ်းကြောင်းဒါကြောင့်ဒီလမ်းကြောင်းဟာနှိမ့်ကြတဲ့လမ်းကြောင်းမဟုတ်မြင့်မြတ်တဲ့လမ်းကြောင်းတနည်းအားဖြင့်လည်းပဲအမြင့်မြတ်ဆုံးသောနိဗ္ဗာန်ကိုရောက်စေတတ်တဲ့လမ်းကြောင်းဖြစ်တဲ့အတွက်ကြောင့်ဒီလမ်းကြောင်းဟာပါလေအလွန်မြင့်မြတ်တဲ့လမ်းကြောင်းအလွန်မြင့်မြတ်တဲ့လမ်းကြောင်းကိုအစွမ်းအစမရှိတဲ့လူတွေရှောက်နိုင်မလားမရှောက်နိုင်ဘူးနော်ဒါကြောင့်လမ်းကြောင်းရဲ့မြင့်မြတ်ပုံကိုစဉ်းစားဆင်ခြင်ပြီးတော့လည်းပဲဘာလို့ရမှာတော့ဝရိယကိုမြင့်တင်ရမယ်တဲ့ဒီလောက်နဲ့တော့မရသေးဘူးဆိုတဲ့အတွေးကိုပြောတာနော်ဒီလုပ်ငန်းကြီးကဒီလောက်နဲ့တော့မရသေးဘူးလို့ပြောနေတာကိုသဘောပေါက်ရလားဗျအေးဒါကြောင့်ဦးရှင်တို့တတိယစဉ်းစားဆင်ခြင်ရမယ်အချက်တနည်းအားဖြင့်အကြောင်းတရားကမနဝီထိပစ္စဝခန္ဓာနော်လမ်းကြောင်းကိုစဉ်းစားဆင်ခြင်ရမယ်တဲ့ဟုတ်လားနောက်၄ခုမြောက်ပြောထားတဲ့အကြောင်းတရားဒါလည်းစိတ်ဝင်စားစရာကောင်းတာပဲယဟန်တော်တွေကိုအဓိကထားပြီးတော့ဟောတာဖြစ်တဲ့အတွက်ကြောင့်နော်ဒီအကြောင်းအရာလေးကတရားဓမ္မတို့အနေနဲ့တော့နော်ဆက်ဆက်မှုရှိအောင်နော်တွေးတတ်ဖို့တော့လိုတာပေါ့အပြောထားတော့ပိဏ္ဍပါတာပစာယနတာနော်တရားဓမ္မတွေကလှူထားတဲ့စွမ်းကိုပူဇော်တဲ့အနေနဲ့နော်ဆိုလိုတာကနော်ငါ့ကိုတရားဓမ္မတွေကလှူထားတဲ့စွမ်းဘာကြောင့်လှူထားတာတော့ဒါကိုစဉ်းစားပြီးတော့အဲ့ဒီစွမ်းကိုနော်သုံးဆောင်တဲ့နေရာမှာထိုက်တန်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အောင်နော်ဒီလိုရည်ရွယ်ချက်နဲ့စွမ်းတုံးပူဇော်တယ်လို့ခေါ်တာပေါ့လေအဲ့ဒီလိုရည်ရွယ်ချက်နဲ့လည်းပဲဝရိယကိုမြင့်တင်နိုင်ရမယ်တဲ့ဒါကိုနည်းနည်းလေးဦးဇင်းတို့အသေးစိတ်ပြီးတော့ပြောကြည့်ပါဦးမယ်နော်လူတွေကယဟန်တွေကိုပစ္စည်းလေးပါးကိုလှူကြတယ်တန်းကြတယ်ဆိုတာနော်အဓိကသူတို့ဘာလိုချင်လို့လှူကြတန်းကြတာတော့ကုသိုလ်ကောင်းမှုကိုလိုချင်လို့နော်ချမ်းသာဒုက္ခကိုလိုချင်လို့နော်မြင့်မြတ်တဲ့အလုပ်ကိုဒီလူတွေလုပ်နေတာဒီပုဂ္ဂိုလ်တွေလုပ်နေတာဒါကိုအထောက်အကူပြုပါစေဆိုတဲ့ဒီလိုစိတ်ဓာတ်နဲ့လှူတာဟုတ်လား
အဲ့ဒါကိုကအဲ့ဒီလှူထားတဲ့လှူဝယ်ဝတ္ထုနဲ့ထိုက်တန်တဲ့အလုပ်ကိုလုံးမသာလဲအဲ့ဒီလှူဝယ်ဝတ္ထုဟာကိုယ်နဲ့ထိုက်တန်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါလည်းတော်တော်စဉ်းစားကြရတော့ကောင်းတယ်ဟုတ်လားအဲ့ဒါအဲ့ဒီတေကရာထဲမှာဖွင့်ပြထားတာလေးကနော်တေကရာဓမ္မတွေကအပစ္စည်းဥစ္စာတွေလိုချင်လို့လှူတာမဟုတ်ပါဘူးတဲ့ကိုယ်နဲ့ဆွေမျိုးတော်လို့ပေးတာလည်းမဟုတ်ဘူးတဲ့ဟုတ်လားတကယ်စင်စစ်သူတို့ဟာလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာဆိုတဲ့ချမ်းသာကိုရကျင်လို့သာလဲဒီကုသိုလ်ကောင်းမှုကိုပြုကြတာအဲ့တော့ကိုကသူတို့လိုချင်တဲ့ချမ်းသာကိုပေးနိုင်တဲ့ကိုလားစဉ်းစားရမှာတကယ်လို့ကိုကလုံလဝရိယမရှိဘူးဘာမှမကြိုးစားဘူးဆိုရင်ဘာမှမကြိုးစားတဲ့ပုဂ္ဂိုလ်ဟာဘာအစွမ်းစားမှရှိမှာမဟုတ်ဘူးဟုတ်လားဘာအစွမ်းစားမှမရှိတဲ့ပုဂ္ဂိုလ်ကိုလှူထားတဲ့နော်အလှူဝတ္ထုနော်ဒီဒါနကောင်းမှုကလည်းတိတ်ပြီးတော့ကောင်းကျိုးချမ်းသာဆိုတဲ့နော်အကျိုးကျေးဇူးကိုဖြစ်စီမှာမဟုတ်ဘူးဒါလည်းပေးတဲ့လို့နားလဲပါတယ်ဟုတ်လားဒါကြောင့်စွမ်းတုံပူဇော်တယ်ဆိုတာအဲ့ဒီအတိတ်ပဲဟုတ်လားအဲ့လိုဆိုရင်ယောဂီတို့အနေနဲ့နော်ဒီအချက်ကိုယောဂီတို့နဲ့နော်ဆက်ဆက်မှုပတ်သက်မှုရှိအောင်ဘယ်လိုစဉ်းစားမလို့ဟုတ်လားဘယ်လိုစဉ်းစားမလို့နော်ဟောခုယောဂီတို့လည်းပဲသူများလှူတဲ့စွန့်ကိုပဲစားကြတာပဲမဟုတ်လားဟောအဲ့လိုဆိုလို့ချင်းဟိုနော်ဒါချင်းချောက်တာတော့မဟုတ်ဘူးနော်ကြောက်အောင်ပြောတာတော့မဟုတ်ဘူးသို့တော်လည်းပဲစဉ်းတော်စဉ်းစားတယ်တော့မကောင်းဘူးလားကောင်းတယ်နော်ကိုကိုအော်ဒီလူတွေကနော်ရိတ်တာမှာအမြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့လို့နော်လာကြတာဆိုတော့အလုံးကတရားဘာဝနာအားထုတ်တဲ့လူတွေဆိုလို့ရှိရင်အလွန်မှပြောရရင်ကြည်ညိုကြတယ်ပေါ့နော်လေးလဲလေးစားကြတယ်စိတ်ထဲကမျက်မျက်နှုံနှုံလည်းရှိတယ်ဟုတ်လားဒီအလုပ်ကိုလုပ်နိုင်တဲ့လူကလည်းအလွန်ရှားတာကိုဟုတ်လားအဲ့တော့သူတို့ရဲ့စိတ်ထဲကကိုယ့်ကိုနော်ကြည်ကြည်ပြူပြူတကယ်ကိုပဲနော်ပေးခြင်းကမ်းခြင်းကျွေးခြင်းမွေးခြင်းဒီစိတ်တွေရှိတယ်ဟုတ်လားအဲ့တော့ကိုလှုပ်ထားတဲ့နော်ကိုယ့်ရဲ့နော်အနေထားကအဲ့ဒါတွေနဲ့ထိုက်တန်ရဲ့လားဆိုတဲ့အတွေးမျိုးတွေးဖို့လိုတယ်ဆိုတာကိုပြောချင်တာပါပဲအဲ့လိုတွေးလိုက်မယ်ဆိုလို့ရှိရင်အော်ငါလုံးမဖြစ်မယ်ကြိုးစားမှဖြစ်မယ်ဆိုတဲ့အဖြေထွက်မလာဘူးလားထွက်လာတယ်ဒါကယောဂီတို့နဲ့နော်ပတ်သက်မှုရှိအောင်ဦးဇင်းတို့ကပြောပြတာပါဟုတ်လားအဓိကကတော့နော်သာသနာဝန်ထမ်းရှင်ရန်နေနဲ့နော်ဒီချက်ကိုစဉ်းစားခြင်းကလည်းပဲအများကြီးလုံလဝရိယကိုထက်သန်သေးတယ်နော်ဦးဇင်းတို့ကျမ်းစာတွေထဲမှာပြောထားတဲ့ဝိထုကြောင့်လေးတစ်ခုရှိတယ်နော်အယမိတ်တမထေဆိုတာရှိတယ်အဲ့ဒါတနေ့သူကစွန့်ငံသွားတာအာမိနှစ်ယောက်ရှိတယ်အဲ့ဒီအိမ်ကအမြဲတမ်းသူ့ကိုသားလို့ချစ်တယ်အမြဲတမ်းသူ့ကိုဆွန့်လောင်းတယ်အဲ့ဒါတနေ့သူအဲ့ဒီအိမ်ရှိမှသူသွားပြီးတော့ဆွန့်ရက်တာသူရောက်နေမှမသိဘူးအဲ့ဒါမေအေကြီးကမှားတယ်တဲ့သမီးကိုဟာသမီးအခုအမေအလုပ်သွားလို့မလို့မင်းရဲ့မောင်တော်ကြီးလာလို့ရှိရင်ဒီမှာစီဦးထောပတ်နဲ့ကောင်းကောင်းချက်ထားတဲ့နော်ဆွမ်းဟင်းကိုလောင်းလိုက်ပါဟောအမေဖို့တော့နော်ချင်းရည်ချင်းပတ်ကလေးနဲ့ကြံတဲ့ထမင်းကလေးနဲ့ဓာချမ်းထားလိုက်ရင်ရပါပြီလို့ပြောတယ်အဲ့ဒါကိုကြားတဲ့အခါကျတော့အကြီးအကျယ်တံဝေကရတယ်။အော်ငါအတွက်ကျတော့မုံမုံမြက်မြက်ထားသူတို့အတွက်ဘာမှမစားမတော့ဖဲနဲ့ချွတ်ချံချွေထားပြီးတော့ငါ့ကိုလှူကြတာအဲ့ဒါနဲ့စိတ်မကောင်းဖြစ်ပြီးတော့ဥမလင်းလင်းပြောရင်စိတ်မကောင်းဖြစ်သွားတာပဲဟုတ်လားအဲ့ဒီဟာကိုသူတို့မမြင်အောင်ပြန်သွားတာအကြောင်းကိုဒီဆုံးကငါနော်ဒီလိုအနေအထားမျိုးနဲ့ငါအလှမခံဘူးရဲရဲတော့စိတ်ထားပါပဲမထေမြတ်ရဲ့စိတ်ထားကအသူစဉ်းစားတာလမ်းတစ်လျှောက်လုံးသူစဉ်းစားသွားတာကြည်စမ်းငါအတွက်မုံမုံမြက်မြက်သူတို့အတွက်တော့ဖြစ်တယ်လို့တဲ့ငါကအဲ့ဒါနဲ့ထိုက်တန်တဲ့ငါလားနော်အဲ့ဒါနဲ့ထိုက်တန်တဲ့ငါဖြစ်အောင်လုပ်မယ်အဲ့ဒါအာသောကုန်ခံယဟနာမဖြစ်မချင်းငါအဲ့ဒီဆွမ်းကိုအလှမခံဘူးတဲ့အဲ့ဒီလိုရဲရဲတောက်စိတ်နဲ့အဲ့ဒါကြောင်းပြန်ကြွပြီးတော့တရားအထုတ်တာငကောကလည်းပဲအလွန်မြင့်မြင့်မြတ်မြတ်နေထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ယဟနာဖြစ်တယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒါယဟနာဖြစ်ပြီးတော့မှဆွမ်းခံကြွတော့နော်သူ့ရဲ့မျက်နာကခါတိုင်းနေ့တွေနဲ့မတူဘူးပေါ့အဲ့ဒါနဲ့သမီးဖြစ်တဲ့လူကနော်စဉ်းစားမိတယ်နော်ယဟန်တော်ရှင်မြတ်ဟာခါတိုင်းမတူဘူးလို့မအေလာတဲ့ခါကျတော့ပြောတော့မအေကသဘောပေါက်တယ်တော့ငါသားတော်ဟာနော်တစုံတစ်ခုသောတရားတို့တရားမြတ်ကိုရပြီနဲ့တူတယ်သူတို့သဘောပေါက်ကြတယ်ဒါပြောချင်တာကဘာလဲဆိုတော့အဲ့ဒီယဟန်တော်ရဲ့နော်ယဟန်နာဖြစ်သွားဖို့အတွက်အားကောင်းတဲ့အကြောင်းတရားကဘာလဲနော်ဒီစွမ်းကိုငါထိုက်တန်ရဲ့လားထိုက်တန်အောင်လုပ်မယ်ဆိုတဲ့အတွေးပေါ့ဟုတ်လားဒါဘာကိုဖြစ်သွားအောင်နှိုးဆော်လိုက်တာကြိုးစားလို့စိတ်ဝရိယကိုနှိုးဆော်လိုက်တာပဲနော်ယောဂီတို့လည်းပဲဒီအတွေးကိုယူပြီးတော့တွေးလို့မရဘူးလားရှားတာပေါ့ဟုတ်လားဘာကြောင့်ပဲဖြစ်ဖြစ်ဒါသဘာဝလဲကြားတယ်နော်ဝရိယဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါအတိတ်ပဲရှိတယ်နော်ဒါကောင်းတဲ့အတွေးတစ်ခုလိုပဲဆိုရမှာပဲဟုတ်တယ်မဟုတ်လားအေးအဲ့ဒါဦးဇင်းတို့၄ခုမြောက်လုံလဝရိယထက်သန်ခြင်းရဲ့အကြောင်းတရားနောက်၅ခုမြောက်အကြောင်းတရားကျတော့ဘာပြောတော့ဒါရစ္ဆမဟတ္တပစ္စဝခဏဒါရစ္ဆဆိုတာအမွေခံမဟတ္တဆိုတာမြင့်မြတ်တာပစ္စဝခဏဆိုတာဆင်ញက်တာဒါလည်းယဟန်တန်ဃာတွေကိုအဓိကပြောတာပါပဲ
ဒါပေမဲ့ဒါကြတော့တရားဓမ္မတွေအနေနဲ့လည်းပဲအများကြီးသက်ဆိုင်သွားပြီလို့ဆိုနိုင်ပါတယ်နော်အမွေခံရဲ့မြင့်မြတ်ပုံကိုစဉ်းစားဆင်ခြင်တာဘာရဲ့အမွေကိုခံမှလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သူတော်ကောင်းတရားတည်းဟူသောအမွေကိုခံယူကြမှာဗုဒ္ဓဘာသာဝင်တွေအားလုံးနဲ့ဒါကပတ်သက်တယ်ပေါ့နော်အဓိကဆက်ဆက်နေတယ်ပေါ့နော်မြတ်စွာဘုရားရဲ့အမွေဟာဘာလဲလို့မေးရင်သူတော်ကောင်းတရားပဲနော်သီလသမာဓိပညာဟုတ်လားမဉ္ဇဉ်ပူညာနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရား၉ပါးကတော့အမွေအစစ်ပေါ့နော်အဲ့ဒီအမွေဟာအလွန်မြင့်မြတ်တဲ့အတွက်ကြောင့်နော်ထိုက်တန်တဲ့ပုဂ္ဂိုလ်မှသာလေအမွေခံခွင့်ရှိမယ်ပေါ့နော်ဆိုကြပါစို့မိဘတွေကကိုယ့်ရဲ့အမွေကိုလိမ္မာတဲ့သားသမီးကိုသာလင်ပေးခြင်းတာသူတို့စေရနာရှိတဲ့သားသမီးကိုသာလင်ပေးခြင်းတာသူတို့စေရနာရှိတယ်ဆိုတာလေဘလို့သားသမီးမျိုးကိုစေရနာရှိမှာတော့နော်ကိုယ်စကားနားထောင်လို့လိမ္မာရေးချရှိတဲ့သားသမီးကိုပဲစေရနာရှိမှာပေါ့ဟုတ်တယ်မဟုတ်လားနော်တချို့တကယ်မလိမ္မာတော့ဘူးကိုကလည်းပဲစေရနာမြစ်တာတကယ်ပြတ်သွားပြီဆိုရင်အမွေပြတ်ကြော်ညာတာတွေပါတောင်ရှိဘူးလားအမွေမပေးခြင်းဘူးနော်တော့မြတ်စွာဘုရားရဲ့အမွေဆိုတာကလည်းပဲမြတ်စွာဘုရားရဲ့စကားကိုနားထောင်တဲ့နော်တနည်းအားဖြင့်လိမ္မာရေးချရှိတဲ့သားသမီးနဲ့တူတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တို့နဲ့သာလည်းထိုက်တန်တာပေါ့ဟုတ်လားဒါကြောင့်ဒီအမွေရဲ့မြင့်မြတ်ပုံကိုစဉ်းစားပြီးတော့လည်းပဲငါဟာအဲ့ဒီမြင့်မြတ်တဲ့အမွေနဲ့နော်ထိုက်တန်တဲ့ငါလားအဲ့ဒီအမွေကိုခံယူဖို့အတွက်ငါမှာနော်အစွမ်းစားရှိရလားဆိုတဲ့အတွေးမျိုးနဲ့လည်းပဲအစွမ်းစားရှိအောင်ဝိရိယကိုမလုပ်ဖို့လို့တော့မြင့်တင်ဖို့လိုတယ်တဲ့နော်တခုတခုကိုဦးဇင်းတို့အကျေကြီးပြောမယ်ဆိုရင်တော့ပြောတရားတွေရှိတာပေါ့နော်အဲ့တော့ခုနှစ်ပါးရှိသွားပြီတော့၅ပါးရှိသွားပြီနော်ပေဘေးစင်ခြင်းမြင်သည့်အကျိုးလမ်းယိုလိုက်ရာပိဏပစေယဓာယိဇဟုနော်ဆောင်ပုဒ်တိုင်းပြောမယ်ဆိုရင်တော့အဲ့ဒီရောက်သွားပြီပေါ့နောက်6ခုမြောက်ပြောတာကဘာတော့တဲ့တတ္တုမဟထပစ္စဝခဏတတ္တုဆိုတာမြတ်စွာဘုရားကိုပြောတာမဟတဆိုတာမြင့်မြတ်တာပစ္စဝခဏဆိုတာစင်ကြယ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့မြင့်မြတ်ပုံကိုရှင်းကျင်ပြီးတော့လည်းပဲလုံလဝရိယကိုမြင့်တင်ရမယ်တဲ့ဒီနေရာမှာမြတ်စွာဘုရားဟာတလောကလုံးမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတယ်ပေါ့ဘာကြောင့်အမြင့်မြတ်ဆုံးဖြစ်တော်မူတာတုံးလို့မေးရင်တပ္ပညုတဉာဏ်ကိုရလို့ပေါ့နော်ဘာကြောင့်တပ္ပညုတဉာဏ်ကိုရတာတုံးလို့မေးရင်ပါရမီ10ပါးကိုထက်သန်တဲ့လုံလဝရိယအဋိဋ္ဌံနေနဲ့တော့ဆွဲဆွဲမြင့်မြင့်ပြည့်စုံအောင်မလုပ်ခဲ့လို့တော့ကျင့်သုံးခဲ့လို့ဘာကြောင့်ဘုရားဖြစ်တာတုံးလို့မေးရင်တလုံးနဲ့ပြောရရင်တော့ဘုရားဖြစ်အောင်ကြိုးစားခဲ့လို့ဘုရားဖြစ်တာပေါ့ဘုရားဖြစ်အောင်ကြိုးစားခဲ့လို့မလုပ်ခဲ့လို့ကြိုးစားခဲ့လို့ကြိုးစားတာကဘာတော့ဝရိယဟုတ်လားဒါကြောင့်ဝရိယအရာမှာမြတ်စွာဘုရားကိုမှီတဲ့လူရှိမလားဗျာမရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့ဒီမြင့်မြတ်ပုံကိုစဉ်းစားပြီးတော့လည်းပဲမြတ်စွာဘုရားရဲ့တပိသားတာဝကဖြစ်ကြတဲ့ငါတို့ဟာလည်းပဲဝရိယနဲလို့မသိတော့ဘူးဆိုတဲ့အတွေးမျိုးနဲ့လည်းပဲဝရိယကိုထက်သန်အောင်ကြိုးစားရမယ်ဟုတ်လားတတ္တုမဟတပစ္စဝခဏနောက်ဦးဇင်းတို့ခုနှစ်ခုမြောက်ပြောတာကဘာလဲဆိုတော့ဇာတိမဟတပစ္စဝခဏဇာတိဆိုတာဘာတော့ဇာတိဆိုတာဖြစ်ချင်းပေါ့ဟုတ်လားအမိဝမ်းကောင်းကမွေးဖွားလာတာကိုလည်းဇာတိလို့ပြောတယ်နော်ဒီနေ့မှာဇာတိကအဲ့ဒီဇာတိကိုပြောတာမဟုတ်နော်ယဟန်ဘဝရဲ့အနေအထားကိုပြောတာနော်ဒါလည်းဖြစ်ချင်းတစ်မျိုးပဲမဟုတ်လားနော်လူအဖြစ်ကနေယဟန်အဖြစ်ကိုနော်ပြောင်းလိုက်တယ်ပေါ့နော်ယဟန်ဖြစ်သွားတယ်ဘာဖြစ်သွားတယ်ယဟန်ဖြစ်သွားတယ်အဲ့ဒီဖြစ်သွားတာကိုဘာလို့ပြောတော့ဇာတိနော်ဇက်လို့လည်းပဲဗမာလိုဘာသာပြန်တယ်ငယ်တုန်းကကိုရင်ဘွားတုန်းကဇာတိကိုဇက်လို့ဘာသာပြန်တဲ့ဦးစင်ကဇက်ပွဲကြီးတွေရဲ့တော့ပြီးတော့မျက်စိထဲမြင်တယ်။အော်ကြီးလာမှဇက်ဆိုတာအဲ့ဒါကိုပြောတာမဟုတ်ဇက်ဆိုတာဖြစ်တာကိုပြောတာဟုတ်လားဇက်ဆိုတာဖြစ်တာဘာဖြစ်တာတော့ယဟန်ဖြစ်တာဟုတ်လားလူယုံမှဖြစ်တာသူတော်ကောင်းဖြစ်တာဖြစ်ချင်းတွေအများကြီးမရှိဘူးလားရှိရနော်အခုကဘာတော့ဇာတိမဟတ္တဖြစ်ချင်းရဲ့မဟတ္တဆိုတာမြင့်မြတ်မှုပြည့်စွဲခဏဆိုတာဆင်ញင်တာဆိုတာကကိုဖြစ်နေတဲ့အနေအထားလေးရဲ့မြင့်မြတ်မှုကိုဆင်ញင်တာတဲ့။ယဟန်တစ်ပါးရဲ့အနေအထားတကယ်တမ်းကပါလေမြင့်မြတ်တယ်ပေါ့နော်။ဒီအသွင်သဏ္ဍာန်လေးရပါတော့မြင့်မြတ်တယ်ပေါ့။နောက်မကောင်းတာတွေကိုတတ်နိုင်သမျှရှောင်မယ်ကောင်းတာတွေကိုတတ်နိုင်သမျှကြိုးစားမယ်ဆိုပြီးတော့ဒီအသွင်သဏ္ဍာန်လေးကိုယူထားတယ်။ဒီသိက္ခာပုဒ်တွေကိုကျင့်သုံးမယ်ဆိုပြီးတော့ယဟန်အဖြစ်ကိုခံယူလိုက်တာနဲ့ဒီဇာတိဒီဇက်ဟာဘာဖြစ်သွားပြီတော့မြင့်မြတ်သွားပြီ။အဲ့ဒီမြင့်မြတ်တဲ့ဇက်ကိုဘာလို့ရမှာတော့စဉ်းစားဆင်ခြင်ရမယ်တဲ့။ဆိုလိုတာကဒီအဝိနဲ့ထိုက်တန်ရလားဆိုတဲ့အတွေးမျိုးဒါတော့ဦးဇင်းတို့ကပုံမဲ့လင်းလင်းပြောတာပါပဲဟုတ်လားကိုယ့်ရဲ့အနေထားကမြင့်မြတ်တဲ့အသွင်သဏ္ဍာန်ကိုယူထားတာနော်အဲ့ဒါကိုကထိုက်တန်ရလားလို့စဉ်းစားဖို့တော့မလိုဘူးလားလိုတယ်အဲ့ဒီစဉ်းစားမှုကလုံလဝရိယကိုထက်သန်စေလိမ့်မယ်ဒါကတော့ဒကာမတို့အတွက်လည်းပဲများစွာသုံးတယ်မယ်လို့ဦးဇင်းထင်တယ်နော်အခုဘယ်နာရောက်နေကြတာတော့ရှိတာတဲ့ရောက်နေတာပေါ့ရှိတာဆိုတာကောင်းတာလုပ်တဲ့နေရာလားမကောင်းတာလုပ်တဲ့နေရာလားတီဗီသားတွေမေးနေတာနော်ဦးဇင်းကဒါပေမဲ့တချို့ဟာလေးတွေကအခြေခံကြကြအရန်စဉ်းစားတယ်ကောင်း
ကောင်းတာကိုဘယ်တိုင်းတာထိလောက်ကြမှာတော့ဟောအများကြီးရှိရနော်ကောင်းတာကိုဘယ်တိုင်းတာထိလောက်မှာတော့ကောင်းတာလုပ်မယ်လို့ပြောပြီးတော့မကောင်းတာတွေဖြစ်နေတာတွေကိုရှိမနေတတ်ဘူးလားရှိတာဗောဘုထုသင်္တဘာဝရိတ်တာတဲ့နေပြီမလို့နော်ဘုထုသင်္တဘာဝဒီသင်္ကန်းကြီးဝတ်ထားပြီးမလို့မကောင်းတဲ့စိတ်တွေကတော့လည်းပဲအခါအားလို့ဆိုဖြစ်နေတာတွေမရှိဘူးလားအဲ့ဒါဖြစ်နေပြီဆိုတော့ဒီအဝတ်နဲ့ဒီအခြေအနေဒီအနေအထားနဲ့ကိုင်းညီတယ်လို့ဆိုနိုင်မလားမကိုင်းညီတော့မကိုင်းညီပဲနဲ့နေရတဲ့အခြေအနေအများကြီးရှိတယ်နော်ဟုတ်တယ်မဟုတ်လားဒါကတော့ပေးတဲ့တို့လည်းကိုယ့်အကိုစဉ်းစားကြည့်ပေါ့ဩငါကယောဂီဆိုတဲ့နာမည်ကိုခံယူထားတာရိတ်တာတဲ့ရောက်နေတာဒီအလုပ်ကိုလုပ်တော့မယ်လို့အိမ်ကိုလည်းပြောလာတာသူများကလည်းဩယောဂီရိတ်တာသွားပြီးတော့ဝင်နေတာတဲ့ဒီအသည့်တွေပတ်ဝန်းကျင်မှာလည်းကိုပေးခဲ့တာမရှိဘူးလားကိုကမပေးအောင်တောင်မှနော်တိနေတာတွေကမရှိဘူးလားဩဒါစဉ်းစားစရာလေးကိုပြောတာပါပေးတဲ့တို့ကိုအတင်းအကျပ်ကြီးနော်စိတ်ဆင်းရဲအောင်ဖိဖိစီစီရှောက်ပြီးတော့ပြောနေတာတော့မဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားဒါစဉ်းစားမယ်ဆိုလို့ရှိရင်တော့ဝိရိယကတော့ထက်တန်လာမှာကတော့အမှန်ပဲအဲ့လိုဆိုရင်ကိုဘယ်လိုနေမလို့အဲ့ဒီအဝတ်နဲ့နော်တနည်းအားဖြင့်အဲ့ဒီနာမည်နဲ့တနည်းအားဖြင့်အဲ့ဒီဖြစ်ချင်းနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်လိုက်ဖို့ပဲဟုတ်ရဲ့လားဒါယဟန်တွေကိုပြောတယ်ဆိုပြီးမလို့ပေးတဲ့တို့အနေနဲ့လည်းပဲအများကြီးအဝံခွန်ကြမဖြစ်ဘူးလားနော်ကောင်းတာလုပ်ချင်တယ်ဆိုရင်အဲ့လိုလေးအတွေးလေးတွေတော့တဲ့ဖို့လိုတာပေါ့နော်ဆိုကြပါစို့နော်ယောဂီအနေထားကနေကိုင်းရိတ်တာကနေပြန်သွားပြီဆိုရင်လည်းပဲကိုဟာဗုဒ္ဓဘာသာဝင်ဆိုတဲ့အနေထားတော့ခံယူထားတာမရှိဘူးလားဟောအဲ့ဒီအဖြစ်ကလည်းပဲကိုတော့ဝါဗုဒ္ဓဘာသာဝင်မယ်ဆိုတဲ့အနေနဲ့မြင့်မြတ်တယ်လို့တော့ထင်နေတာတော့မရှိဘူးလားမြင့်မြတ်တယ်လို့ထင်နေုံမြနဲ့မြင့်မြတ်သွားမှာလားဗုဒ္ဓဘာသာဝင်ဖြစ်နေတဲ့ဆိုမြနဲ့မြင့်မြတ်သွားမှာလားဟောစဉ်းစားနေရတော့ရှိတယ်နော်မြင့်မြတ်မှုဆိုတာကိုအခုဘာလုပ်နေလဲဆိုတာပေါ်မှာအဓိကမူတည်တာဘလို့စိတ်တွေထားနေလဲဆိုတာအဓိကမူတည်တာမြင့်မြတ်တဲ့စိတ်ထားရှိနေတဲ့ခိုက်တံမှာမြင့်မြတ်တဲ့လူပဲယုံညံ့တဲ့စိတ်ထားရှိနေတဲ့ခိုက်တံမှာယုံညံ့တဲ့လူပဲဘာသာပွဲဝင်ပဲဘာလူမျိုးပဲဖြစ်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်ကိုကမြင့်မြတ်တဲ့အသွင်သဏ္ဍာန်မြင့်မြတ်တဲ့နာမည်တွေကိုခံယူထားပြီးတော့ယုံညံ့တဲ့စိတ်တွေဖြစ်နေတာမသိတော့ဘူးဆိုတဲ့အတွေ့မျိုးကတော့တွေးသိနေမဟုတ်လားတွေးသိနေအဲ့ဒါဘာကိုဖြစ်စီမှာတော့မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ဝိရိယကိုထက်သန်စေလိမ့်မယ်ဟုတ်လားနော်အလွန်အသုံးတဲ့မယ်လို့ထင်တယ်နော်ဟုတ်လားအဲ့ဒါဘာခေါ်တော့ဇာတိမဟာတပိစဝခဏနော်နောက်ဦးဇင်းတို့ရှိကူမြောက်စဉ်းစားဆင်ခြင်ရမယ့်ချက်ကဘာတော့နော်ပြည်စုံရမယ့်အကြောင်းတရားလို့ပြောရင်ပိုကောင်းပါတယ်လေနော်ပြည်စုံရမယ့်အကြောင်းတရားကဘာတုံးဆိုတော့သဗ္ဗမစာရီမဟာတပိစဝခဏဒါတော့သူကဆင်ခြင်တယ်စဉ်းစားတယ်ဆိုတဲ့အသုံးလုံးနဲ့ဟောထားတာဆိုတော့ဆင်ခြင်တယ်ဆိုရင်လည်းပဲကောင်းတာပဲဒါပေမဲ့ပြည်စုံမှလည်းပဲနော်တချို့အနေထားကပြည်စုံနေတဲ့အနေထားလေးကိုစဉ်းစားဆင်ခြင်တာနော်သဗ္ဗမစာရီမဟာတဆိုတာဘာပြောတာသဗ္ဗမစာရီဆိုတာသတင်းသုံးပေါ့ကိုယ်နဲ့အတူတူနေတဲ့လူပေါ့နော်မဟာတဆိုတာမြင့်မြတ်တာပိစွဲခဏဆိုတာစဉ်းစားတာဒီစဉ်းစားဆင်ခြင်မှုနဲ့လည်းပြည့်စုံရမယ်တဲ့ဓမ္မဝရိယထက်တန်ပဲနော်ဒါကလည်းပဲယဟန်တော်တွေကိုအဓိကပြောတာပါပဲနော်သတင်းသုံးပေါ်ရဲ့မြင့်မြတ်ပုံကိုစဉ်းစားပြီးတော့လည်းပဲဝရိယကိုထက်တန်စေရမယ်တနည်းအားဖြင့်သတင်းသုံးပေါ်တို့ရဲ့မြင့်မြတ်မှုကိုစဉ်းစားဆင်ခြင်တာနဲ့ပြည့်စုံရမယ်ပေါ့ဝရိယကြီးခြင်းလို့ရှိရဲ့ဟုတ်လားအဲ့တော့အဲ့ဒါကိုအထက်ကရာထဲမှာပြောထားတာကနော်ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ရှင်မကတ္တပတို့ဆိုတာဘာလဲတန်ဃာတွေပေါ့နော်အဲ့ဒီတန်ဃာတော်ရှင်မြတ်ကြီးတွေဟာအလွန်မှကြီးကျယ်မြင့်မြတ်တော်မူကြတယ်ဆိုတာတော့မထင်ရှားဘူးလားထင်ရှားတယ်ဟုတ်လားကိုဟာလည်းပဲအဲ့ဒီလိုမြင့်မြတ်တဲ့အနွယ်တော်တွေကနေဆင်းသက်ပြီးတော့လာတဲ့ကိုယ့်ရဲ့သတင်းသုံးပေါ်တန်ဃာတွေဟာအလွန်မြင့်မြတ်တဲ့အနေအထားတွေရှိတဲ့အတွက်ကြောင့်ငါဒီခပ်ပေါ့ခက်ညံ့ညံ့ငါမဖြစ်သင့်ဘူးဆိုတဲ့အတွေးမျိုးတွေးရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဟုတ်လားဒါကတော့ပေတတို့အနေနဲ့လည်းပဲအများကြီးစဉ်းစားမယ်ဆိုရင်စဉ်းစားရရှိတာပေါ့နော်တချို့တာကီမျိုးဟိတို့ဘယ်မှာဆိုပြီးတော့အော်နေကြတာပဲဟုတ်လားဒါပြောချင်တာကသူဘာပြောချင်တာလဲနော်ကိုမြင့်မြတ်တယ်လို့ပြောချင်တာဟုတ်လားအဲ့ဒီလိုလေးဖြစ်သွားတာနဲ့မြင့်မြတ်မှာလားမမြင့်မြတ်ပါဟုတ်လားအဲ့တော့သတင်းသုံးပေါ်တို့ရဲ့မြင့်မြတ်မှုကိုစဉ်းစားဆင်ခြင်ပြီးတော့လည်းပဲဝရိယကိုထက်သန်စေရမယ်တဲ့ဒါကတော့ယဟန်တို့တွေနဲ့အဓိကပတ်သက်တယ်ပေါ့ဟုတ်လားဒါပေမဲ့လည်းပဲနော်မြတ်စွာဘုရားရဲ့ပရိသတ်ဆိုတာ၄မျိုးရှိတယ်နော်ယဟန်ပရိသတ်နော်ယဟန်မပရိသတ်နော်ဥပဒကပရိသတ်ဥပတိကပရိသတ်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုဒကမာကြီးတွေအနေနဲ့နော်အလွန်မြင့်မြတ်တဲ့တခြားသောဥပတိကဒကမာကြီးတွေဒီဟုသောအပေါင်းဖော်တွေတချို့မရှိဘူးလားရှိတယ်ကိုမိတ်ဆွေအပေါင်းအသင်းတွေမှာမြင့်မြတ်တဲ့လူတွေမရှိဘူးလားရှိတယ်ဟောအဲ့ဒါတွေကိုစဉ်းစားမယ်ဆိုရင်တော့စဉ်းစားလို့မရဘူးလားဩငါမိတ်ဆွေတွေကအလွန်တော်တာပဲအဲ့လိုဆိုရင်ငါလည်းတော်မှဖြစ်မှာဆိုတဲ့အတွေးမျိုးပေါ့တော့ပေါ့ရဲ့လားဒါလက်တွေ့လေးပြောပြတယ်နော်တော့ဦးဇင်းတို့နောက်နံပါတ်9ပြောထားတဲ့နော်လုံလဝရိယထက်တန်ခြင်းရဲ့အကြောင်းတရားတနည်းအားဖြင့်ပြည့်စုံရမယ့်အနေထားကဘာလဲကုတိတပုဂ္ဂလနော်ပရိဝဇ္ဇနတာ
ကုတိတပုဂ္ဂလဆိုတာပြင်းကြီးတဲ့လူနော်ကုတိတဆိုတာပြင်းကြီးတာပုဂ္ဂလဆိုတာပုဂ္ဂိုလ်ပေါ့နော်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ပရိဝေဇနတာဆိုတာရှောင်ကျင်ရမယ်တဲ့နော်လူပြင်းကိုရှောင်ရမယ်တဲ့ဝရိယကောင်းကျင်လို့ရှိနော်ကိုဘေးကလူကပြင်းနေတယ်ဆိုရင်ကိုယ့်ရဲ့ဝရိယကသူ့ဒီမကူပါပဲနဲ့သူ့ရဲ့ပြင်းတက်ကပဲကိုယ့်ဒီရောက်လာဖို့များတယ်ဟုတ်လားများသောဖြင့်ကတော့နော်ရေများလို့ပဲနော်အမြင့်ကနေပြီးတော့အနှိမ့်ကိုစီးသွားတယ်နော်တဖြည်းဖြည်းနဲ့နှိမ့်သွားတာပဲများတယ်ဟိုတောင်မျိုးဆိုတော်ကြီးပြောတာတခုရှိတယ်နော်ဖရေသီးများပုတ်ပြီဆိုလို့ရှိရင်တဲ့ပုတ်တဲ့အပိုင်းကြောင့်ကောင်းတဲ့အပိုင်းကပုတ်သွားတယ်ကောင်းတဲ့အပိုင်းကြောင့်ပုတ်တဲ့အပိုင်းကကောင်းမလာဘူးတဲ့ဘာကကူးဆက်ဖို့မြန်တော့မကောင်းတာတွေကကူးဆက်ဖို့မြန်တယ်နော်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့မိတ်ဆွေတွေကနော်ဒီကောင်းမြတ်တဲ့ကိစ္စမှာဘာကြိုးစားအထောက်မှုမှမရှိတဲ့ဒါကိုဘာမှစိတ်ဝင်စားတဲ့ပုံကိုယ်တွေနဲ့အပေါင်းအသင်းများမယ်ဆိုရင်တော့ကိုယ်လည်းပဲအဲ့လိုဖြစ်သွားတဲ့အကြောင်းတွေအများကြီးရှိတယ်ဟုတ်လားနော်ဝရိယရှိဖို့နေနေသားသားဒါကိုစိတ်ကိုမဝင်စားဘူးဆိုတဲ့လူတွေနဲ့ပေါင်းမယ်ဆိုရင်အဲ့ဒီလူရဲ့ဓာတ်တွေအဲ့ဒီလူရဲ့အတွေးအမြင်တွေအဲ့ဒီလူရဲ့အမှုအကျင့်တွေကကိုမြင်နေရတဲ့ကြားနေရတဲ့တွေ့နေရတဲ့ကိုကိုကူးဆက်လာကြအကြောင်းရှိတယ်နောက်ဆုံးမကူးဆက်အောင်တောင်မှအဲ့ဒီလူအကြောင်းကိုခေါင်းနဲ့ရောက်ရတာကိုကအဲ့ဒီအချိန်မှာဘာဖြစ်သွားပြီတော့ဆုံးရှုံးတာပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလူအကြောင်းခေါင်းနဲ့ရောက်ရတာကိုကဘာဖြစ်နေတော့ဆုံးရှုံးနေတာပဲဒါကြောင့်ဝရိယထက်တန်ကျင်လို့ရှိရင်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ကိုဘာလို့မလို့ရှောင်ရမယ်တဲ့ပြင်းကြီးတဲ့ပုဂ္ဂိုလ်ကိုရှောင်ရမယ်တဲ့နော်နောက်ဦးဇင်းတို့10ခုမြောက်ဝရိယထက်တန်ခြင်းရဲ့အကြောင်းတရားကအာရထဝရိယပုဂ္ဂလသေဝနတာနော်အာရထဝရိယပုဂ္ဂလနော်ထက်တန်တဲ့လုံလဝရိယရှိတဲ့ပုဂ္ဂိုလ်ကိုသေဝနတာပေါင်းသင်းဆက်ဆံရမယ်နော်ကိုယ်နဲ့ပေါင်းသင်းဆက်ဆံတဲ့ပုဂ္ဂိုလ်တွေကနော်ကောင်းတဲ့လုပ်ငန်းမှာအလွန်စိတ်အားထက်သန်စွာကြိုးစားအထောက်ကြတဲ့ပုံကိုယ်တွေဖြစ်ရမယ်ပေါ့။နောက်မကောင်းတဲ့လုပ်ငန်းမှာအလွန်ထက်သန်စွာရှောင်ကျဉ်ဖို့စိတ်ရှိကြတဲ့ပုံကိုယ်တွေဖြစ်ရမယ်ပေါ့။ဟုတ်လား။တမသာလင်သူတို့ရဲ့ကောင်းတဲ့ဓာတ်တွေကကိုယ့်ကိုကူးဆက်လာနိုင်တယ်။နော်ဒါကြောင့်ပိဋကပေါင်းသူတို့ကောင်းတို့လုံလဝရိယရှိခြင်းလို့ရှိရင်လူပြင်းကိုရှောင်ရမယ်။ဝရိယရှိတဲ့လူကိုပေါင်းသိရမယ်။နော်ဒီအချက်ကလည်းပဲကပေါ့တွေးလို့တော့နော်မပြည့်စုံဘူးနော်။သူ့လည်းပဲအလေးနဲ့ထားပြီးတော့တွေးတဲ့တယ်။နော်လူဆိုတာကနော်အလွန်တရာနော်အတူကိုမြင်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်ကောင်းတာတွေ့ရင်လည်းကောင်းသွားနိုင်တယ်လို့မကောင်းတာနဲ့တွေ့ရင်လည်းမကောင်းသွားနိုင်တာကလည်းပဲထင်ရှားတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့နော်ကြိုးစားမှုလုံလဝရိယနဲ့ပြည့်စုံဖို့အတွက်လုပ်ရမယ့်လုပ်ငန်းတွေပြည့်စုံရမယ့်အနေအထားတွေကတော့အများကြီးပဲဟုတ်လားနောက်ဦးဇင်းတို့10ခု17ခုမြောက်ပြောထားတဲ့နော်အကြောင်းတရားကဘာတော့နော်17ခုမြောက်ပြောထားတဲ့အကြောင်းတရားကနော်အဓိမုဒ္ဒတာနော်အဓိမုဒ္ဒတာစိတ်ကဒီထဲပဲစိုက်ထားတာဝရိယရှိဖို့ပဲစဉ်းစားနေတာနော်ဒီဝရိယကိုအရန်စိတ်ဝင်စားတယ်နော်သွားလာစားတောက်ငါကြိုးစားမယ်ဆိုတဲ့နေရာမှာယက်တီထားတာအဲ့ဒါကိုပဲတတ်ဝင်နေတာအဲ့ဒီကိုပဲစိတ်ညှွတ်ထားတာဒါတော့ကိုယ်တိုင်ကြိုးစားမယ်ဆိုတဲ့အနေအထားမျိုးနဲ့လုပ်ရမယ်ဆိုတာကိုပြောတာနော်ဝရိယရှိမယ်ဝရိယရှိမှဖြစ်မှာဝရိယရှိမှဖြစ်မှာဆိုတဲ့ဝရိယကိုဦးစားပေးပြီးတော့ကိုယ့်ရဲ့ခေါင်းထဲကိုအမြဲတမ်းတွေးတာပေါ့ဟုတ်လားအဲ့ဒါကိုဘာခေါ်တော့အဓိမုဒ္ဒတာဟုတ်လားအဲ့ဒါဦးဇင်းတို့ဆရာတော်ဥပုပ်ကဒီဝရိယတိုးပွားခြင်းရဲ့အကြောင်းတရား7ပါးကိုနောက်ဆောင်ပုဒ်ကလေးစီတာရှိတယ်ပေဘေးစင်ခြင်းမြင်သည့်အကျိုးလမ်းရိုးလိုက်ရာပိဏ္ဍာပစယဒါယိဇဟုတတ္ထုမြတ်ပိဇာတိမဟတသဗ္ဗမစာရီမမီလူပြင်းမိတင်းအာရထဓိမုဒ္ဒဟုလုံလပွားကြောင်း7တီလို့မသလိုကြီးကဒီလိုရေးတယ်အဲ့ဒီဆောင်ပုဒ်လေးကိုဦးဇင်းကအရင်ရွတ်ရင်ပေးတို့နားမလည်မှာဆိုလို့နော်အဓိပ္ပာယ်ကိုအရင်ရှင်းပြပြီးမှဆောင်ပုဒ်ကလေးကိုရွတ်ပြတယ်ဟုတ်လားပေဘေးစင်ခြင်းမြင်သည့်အကျိုးဆိုတာဘာပြောတာလုံလဝရိယရဲ့အကျိုးကျေးဇူးကိုမြင်အောင်အထောက်တာကိုပြောတာနော်လမ်းရိုးလိုက်ရနော်ဒီလမ်းရဲ့မြင့်မြတ်ပုံကိုစဉ်းစားဆင်ခြင်ပြီးတော့နော်ငါမြင့်မြတ်တဲ့လမ်းနဲ့ထိုက်တန်အောင်ဘယ်လိုလိုက်မလဲဆိုတာကိုစဉ်းစားတာဟုတ်လားပိဏ္ဍာပစယဆိုတာကိုစားနေတဲ့စွမ်းနဲ့ထိုက်တန်အောင်ကြိုးစားတာလို့အကျဉ်းမြင်ပြောရဟုတ်လားဒါယိဇဟုတ်ဒါယိဇဆိုတာအမွေခံရဲ့မြင့်မြတ်ပုံဆိုတော့ဒါတွေရှင်းခဲ့ပြီနော်ဟုတ်လားတတ္ထုမြတ်ပြီးတယ်မြတ်စွာဘုရားမြင့်မြတ်ပုံကိုစဉ်းစားပြီးတော့ဝရိယထက်သန်အောင်ကြိုးစားတာဇာတိမဟတနော်ကိုယ့်ရဲ့အဖြစ်ရဲ့မြင့်မြတ်ပုံကိုစဉ်းစားပြီးတော့လည်းပဲဝရိယရှိအောင်ကြိုးစားတာသဗ္ဗမစာရီတရင်သုံးဘော်တို့ရဲ့မြင့်မြတ်ပုံကိုစဉ်းစားပြီးတော့လည်းဝရိယရှိအောင်ကြိုးစားတာမမီလူပြင်းမိတင်းအာရထဒါကတော့ရှင်းတယ်နော်မမီလူပြင်းမိတင်းအာရထဆိုတာထက်သန်တဲ့ဝရိယရှိတဲ့လူကိုရည်ညွှန်းတာနော်ပြီးတော့ဗါတော့ဒီမုဒ္ဒဟုတဲ့သွားလေဒီစိတ်စားလေဒီစိတ်
ဝရိယထက်သန်ဖို့ပဲအမြဲတမ်းစဉ်းစားပြီးတော့ဒီမှာပဲတက်ဝင်ပြီးတော့ဒါကိုပဲစောင့်တည်ပြီးတော့ထားသလိုမျိုးဝရိယရှိဖို့စိတ်အားထက်သန်ပြီးတော့နေတာမျိုးကိုဒီမုဒ္ဒလို့ပြောတာအဲ့ဒါဆိုလို့ရှိရင်လုံးလဘွားကြောင့်7မျိုးလို့ပိဿတို့နားလေကြတယ်ပေါ့အဲ့တော့ဒီတဲကဦးဇင်းတို့နော်အရန်ကြိုက်တဲ့အလုံးနဲ့ပို့ပြီးတော့ဟိုကြည်ကြည်ပြန့်ပြန့်ရှိမဲ့ပြည်စုံရမယ့်အကြောင်းတရားလေးကိုရွေးချယ်ပြီးတော့ပြောခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့အပေဘေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့ရရှိမဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားဆင်ခြင်ခြင်းဟုတ်လားအပေဘေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့ရရှိမဲ့အကျိုးကျေးဇူးဝရိယရဲ့အကျိုးကျေးဇူးကိုပြောတာနော်အဲ့ဒီအပြစ်နဲ့အကျိုးကိုစဉ်းစားဆင်ခြင်ခြင်းဟာဝရိယကိုများစွာထက်သန်စေလိမ့်မယ်ဆိုတာလေးကိုပြောခြင်းတာဒီနေရာမှာဦးဇင်းတို့နော်အကျိုးကျေးဇူးကိုစဉ်းစားဆင်ခြင်တာထက်တောင်အပြစ်ကိုစဉ်းစားဆင်ခြင်တာကပိုပြီးတော့ဝရိယကိုထက်သန်စေလိမ့်မယ်လို့ဦးဇင်းထင်တယ်ဒါပါကိုရည်ညွှန်းတာတော့စဉ်းစားနော်ဝရိယရှိရင်ရရှိမဲ့အကျိုးကျေးဇူးကိုစဉ်းစားပြီးတော့ဝရိယရှိအောင်လုပ်တာထက်ဝရိယမရှိရင်ရရှိမဲ့အပြစ်အနာစာဆင်းရဲဒုက္ခကိုစဉ်းစားပြီးတော့ဝရိယရှိအောင်ကြိုးစားတာကပိုပြီးတော့ထက်သန်တဲ့ဝရိယကိုဖြစ်စေနိုင်တယ်လို့ပြောတာနော်အကျိုးကျေးဇူးကိုမျှော်ကိုပြီးတော့လုပ်တဲ့ဝရိယလည်းမထက်သန်ဘူးလို့ဆိုလိုတာတော့မဟုတ်သို့တော့အပြစ်ကိုမြင်ပြီးတော့မလုပ်ရင်တော့ဒီဒုက္ခတွေတော့တွေ့မှာပဲဆိုတဲ့အတွေးနဲ့လုပ်တဲ့ဝရိယကပိုပြီးတော့ထက်သန်မယ်လို့ဆိုကြတာနော်ဒီနေ့မှာဦးဇင်းတို့ဝရိယပါရမီယာမှာလည်းပဲဦးဇင်းတို့ပြောခဲ့ဘူးတယ်လို့ထင်ပါတယ်နော်ဥမာလေးတစ်ခုပေါ့နော်ဆိုကြပါစို့နော်သမင်တန်ကောင်ကရှေ့ကအသက်လွတ်ပြီးတော့ပြေးတယ်နောက်ကကြားကအဲ့ဒီသမင်ကိုစားခြင်းလို့လိုက်တယ်နှစ်ကောင်သလုံးအလွန်ကြီးမားတဲ့ဝရိယနဲ့ပြေးလွှားနေကြတယ်ပေါ့ဟုတ်တယ်မဟုတ်လားမြင်အောင်ကြည့်နော်နောက်ကကြားကလည်းပဲဒီသမင်ကိုစားရလို့ဆိုနဲ့အာကုန်ထုတ်ပြီးတော့လိုက်တယ်အဲ့ရှေ့ကသမင်ကလည်းပဲမိရင်တော့ငါအစားခံမှာပဲဆိုပြီးတော့သေဘေးနဲ့ချင်းချောက်ပြီးတော့သူကလည်းဘာလုပ်တော့ပြေးတယ်ကြားရဲ့ဝရိယနဲ့သမင်ရဲ့ဝရိယဘသူရဲ့ဝရိယကကြီးမယ်လို့ထင်လဲသမင်ရဲ့ဝရိယကြီးတာပေါ့ဟုတ်တယ်မဟုတ်လားစဉ်းစားတော့ဘာဖြစ်လို့တော့သူကအမိခံရင်သေရမှာလေဟိုကမမိလို့ရှိရင်အစာငါယုံပဲရှိတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါနဲ့နှိုင်းရှင်ပြီးတော့စဉ်းစားပေါ့နော်ဝရိယအကျိုးကျေးဇူးကိုတော့စဉ်းစားရင်လည်းပဲကြိုးစားခြင်းသိထက်သန်ပါတယ်နော်ဝရိယမရှိရင်တွေ့ကြုံရမယ့်ဆင်းရဲဒုက္ခတွေကိုစဉ်းစားရင်ဖြစ်တဲ့ဝရိယကအများကြီးပိုလိမ့်မယ်ဆိုတာလေးကိုတွေးမိလို့ပြောပြတာဟုတ်လားဆိုကြပါစို့ចောင်းသားတယောက်နော်စာမွေးအောင်စာချက်ချင်းသိပေါက်အောင်တိုက်တွန်းတဲ့နေရာမှာမင်းစာမွေးအောင်လို့ရှိရင်ဘလို့ဘွဲတွေဂုံနေနဲ့ပြည့်စုံပြီးတော့လူဘဝမှာအသက်မွေးဝမ်းကြောင်းပြုလွယ်တယ်အလွန်ကောင်းတယ်ဒါကြောင့်စာမွေးကောင်းအောင်လုပ်လို့တိုက်တွန်းတာလည်းရှိတယ်မင်းစာမွေးမအောင်လို့ရှိရင်တော့လူတန်းစီနေရမှာမဟုတ်ဘူးအစရအောက်ကြနောက်ကြနဲ့စနေရဲ့နေရလိမ့်မယ်လို့မအောင်ခြင်းရဲ့အပြစ်ကိုပြပြီးတော့တိုက်တွန်းတာလည်းရှိတယ်ဘာကပို့ထီအောင်ပဲထင်လဲမအောင်ခြင်းရဲ့အပြစ်ကိုနော်ဆင်းရဲဒုက္ခကိုပြပြီးတော့ပြောတာကပို့ပြီးတော့ကြိုးစားလို့စိတ်ကိုထက်သန်စေလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်မလို့အပေဘေးကိုစဉ်းစားဆင်ခြင်တာကအလွန်တရာမှထိရောက်တယ်ဆိုတာလေးကိုပြောချင်တာနော်အလွန်ကြီးမားတဲ့ဒုက္ခရှိတဲ့ဒီအပေဒုက္ခတွေဟာဒကာဓမ္မတို့ဦးဇင်းတို့အခုပုထုသင်ဘဝမှာတော့ကိုယ်နဲ့လုံးဝဇရာပြက်ပြီးကိုယ်နဲ့ဘာမှမသက်ဆိုင်တော့ဘူးလို့ပြောလို့မရသေးဘူးဆိုတဲ့အနေအထားကိုအဓိကစဉ်းစားရမှာဟုတ်တယ်မို့လားဒီဆင်းရဲလာတဲ့ဘဝနဲ့ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးလို့ဒကာဓမ္မတို့ဦးဇင်းတို့ပြောခွင့်ရှိပြီလားမရှိဘူးဟုတ်လားအဲ့ဒီအနေအထားဟာဝရိယကိုအကြီးအကျယ်ထက်သန်စေလိမ့်မယ်ဒါအလွန်တုန်လှုပ်ကြောက်ချားစရာကောင်းတဲ့အနေအထားတစ်ခုလို့ဆိုမယ်ဆိုရင်တော့ဆိုလို့မရဘူးလားရတယ်နော်အချိန်မရွေးနော်အဲ့ဒီဘဝတွေကိုရောက်သွားနိုင်တယ်နော်ဒီဘဝကလည်းအချိန်မွေးပျက်စီးနိုင်တယ်ကိုယ့်ရဲ့စိတ်ကြီးကလည်းအချိန်မွေးဖြစ်ချင်တာတွေဖြစ်နိုင်တယ်အချိန်မွေးပျက်စီးနိုင်တဲ့အနေအထားနဲ့အချိန်မွေးဖြစ်ချင်တိုင်းဖြစ်နေတဲ့စိတ်ကြီးနှစ်ခုမြန်တဲ့သွားပြီးပေါင်းမိသွားပြီဆိုရင်တော့နော်အချိန်မွေးရောက်ချင်တဲ့နေရာကိုရောက်သွားနိုင်တယ်ဆိုတဲ့အဖြေကြီးထွက်မလာဘူးလားခန္ဓာကြီးကလည်းအချိန်မွေးပြည့်ချင်တိုင်းပြည့်နိုင်တယ်နော်သူကဘယ်ချိန်ကျမှပြည့်မလို့သူ့မှာကန့်သက်ချက်မရှိဘူးနော်ကိုယ့်ရဲ့စိတ်ကလည်းပဲဘယ်လိုစိတ်ပဲငါဖြစ်စေမယ်ဘယ်လိုစိတ်ကိုတော့မဖြစ်စေဘူးလို့ပိုင်းပိုင်းနိုင်တဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကမရှိကြသေးဘူးအာယုန်နေပေါ်မှာမူတည်ပြီးတော့စိတ်တွေဟာများသောအားဖြင့်ဖြစ်နေကြတာနော်ကိုယ်ဆွမ်းစပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာကအလွန်နည်းတယ်လို့ထင်ပါတယ်နော်အာယုန်လှည့်စားတဲ့အတိုင်းနော်အာယုန်ကခိုင်းတဲ့အတိုင်းဖြစ်ရတာကပဲများပါတယ်ပုထုသင်သဘာဝဆိုဘာပြောတာတော့ဒါကအာယုံကဒေါသဖြစ်เสียအာယုံကြုံလာရင်ဒေါသဖြစ်သွားတာပဲလေလောဘဖြစ်เสียအာယုံကြုံရင်လောဘဖြစ်သွားတာပဲကိုယ့်ရဲ့အစွမ်းစကိုထုတ်ပြီးတော့ကိုယ့်ရဲ့နှလုံးသွင်းတွေကမှန်ကန်လွန်းလို့ကောင်းတဲ့စိတ်တွေဖြစ်ရတယ်ဆိုတာတဲ့အာယုံကောင်းလေးတွေနဲ့တွေ့လို့လူတာမန်တွေဟာကောင်းတဲ့စိတ်ကလေးဖြစ်တယ်အာယုံဆိုးတွေနဲ့တွေ့တော့လည်းပဲဆိုးတဲ့စိတ်တွေပဲဖြစ်သွားကြတာနော်ဆိုလိုတာကကိုယ့်ရဲ့စိတ်ကောင်းခြင်းစိတ်ဆိုးခြင်းကအာယုံပေါ်မှာပဲပုထုသင်တရားတွေကအများကြီးမူတည်နေတယ်ဆိုတာလေးကိုသတိထားစေချင်တာ
အမှန်ဆိုလို့ရှိရင်အဲ့ဒီလိုအစဉ်မျိုးတဲ့ကိုကအများကြီးတာလွန်အောင်တော့မလုပ်သင့်ဘူးလားဘလို့အာယုံမဲ့တွေ့ငါကတော့အကုသိုလ်စိတ်မဖြစ်စေရဘူးဆိုတဲ့နော်အတွေ့မျိုးဘလို့လုံးမယ်ဆိုတဲ့နော်နားလည်မှုမျိုးရီမှန်းချက်ခံယူချက်ဒါတွေရှိဖို့မလိုဘူးလားဘလို့အာယုံနဲ့ပဲတွေ့တကယ်လို့ကိုကသာအစွမ်းစားရှိမယ်လှုပ်တဲ့ကင်တဲ့မယ်ကြိုးစားအထုတ်မယ်ဆိုရင်ကောင်းတဲ့စိတ်ကတော့ဖြစ်နိုင်တာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာမှာအဓိကသုံးချမှာဗာလဲလို့မင်းယောနိသောမနတိကာရပဲနော်ကိုယ့်ရဲ့စိတ်နှလုံးသွင်းကနော်အတွေးတွေကတိတ်ပြီးတော့မြင့်မြတ်ပြီးတော့အထက်တန်းကြမယ်အလွန်ကိုပညာသားပါပဲဆိုလို့ရှိရင်တော့ဘလို့အာယုံနဲ့ပဲတွေ့အဲ့ဒီလိုကကောင်းတဲ့စိတ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဟုတ်တယ်မဟုတ်လားကိုကဒီတိုင်းကြီးပဲတာမန်ဘာမှသိပြီးတော့စွမ်းစားမရှိဘူးဆိုရင်တော့အာယုံပြုတ်ရနှုတ်ရမှာပေါ့အာယုံကလိုချင်စရာဆိုတာနဲ့ကိုကလောဘတန်းဖြစ်မယ်အာယုံကမကျင်တတ်စရာလို့ဆိုတာနဲ့ကိုကဒေါသတန်းဖြစ်မယ်ဟုတ်ရဲ့လားအဲ့တော့ပြောချင်တာကဒကာမတို့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးကလည်းပဲအချိန်မရွေးဖြစ်ချင်တယ်လို့ဖြစ်သွားနိုင်တယ်ဒီစိတ်ကြီးကလည်းဘာမှပိုင်နိုင်ဒကာမတို့ဦးဇင်းတို့တွေကမကင်တွယ်နိုင်သေးတဲ့အနေအထားပေါ့ဟုတ်လားအဲ့ဒီအနေအထားကြီးနှစ်ခုရဲ့အခြေအနေကိုစဉ်းစားကြည့်ရတာအချိန်မရွေးအပေလေးပုံကိုရောက်သွားနိုင်တယ်ဆိုတဲ့အဖြေထွက်မလာဘူးလားထွက်လာတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတတ္ထိယဝိယဩမထောတန်ရှာမနေဝမတ္တကေတက္ကာယဒိဋ္ဌိဘာနာယတတောဘိက္ခုပရိပစေလို့အဲ့ဒီလိုဟောတာနော်ခေါင်းမှာစုနေခေါင်းမှာလောင်နေတဲ့မိကိုငြိမ်းတဲ့ဝရိယမျိုးနဲ့ရင်မှာစုနေတဲ့လှံကိုနှုတ်တဲ့ဝရိယမျိုးနဲ့အမြဲတမ်းသတိထားပြီးတော့တက္ကာယဒိဋ္ဌိလို့ဆိုတဲ့ထင်ရှားဖြစ်နေတဲ့ဒီယုံနာရဲ့ပုံမှာငါလို့ထင်နေတဲ့သူလို့ထင်တဲ့ပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒီတက္ကာယဒိဋ္ဌိကိုသာလေနော်ဘယ်တတ်နိုင်အောင်ကြိုးစားရမယ်လို့မြတ်စွာဘုရားဟောတာဘာလို့အဲ့လိုဟောတာတော့တက္ကာယဒိဋ္ဌိရှိနေရင်အချိန်မရွေးအပယ်လေးပုံကိုရောက်သွားနိုင်တယ်ဟုတ်တယ်မဟုတ်လားတက္ကာယဒိဋ္ဌိမရှိဘူးဆိုရင်ပယ်လေးပုံကိုရောက်เสียကြောင်းမရှိဘူးနော်ဒါကြောင့်ဦးဇင်းတို့ပြည့်တဲ့ဘောင်းသူတော်တို့နော်အပယ်လေးပုံရဲ့ဒုက္ခကိုစဉ်းစားတိုင်းလည်းပဲနော်ဒီအပယ်တန်တရားနဲ့ငါနဲ့ဇေယျမပြတ်သေးပါလားဆိုတဲ့အတွေးလည်းတစ်ခါတည်းကပ်ပြီးတော့ပါလာဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ဒီအပေပုံရဲ့ဆင်းရဲဒုက္ခကြီးမားပုံကိုနဲ့နော်ဇေယျမပြတ်သေးပုံကိုတွဲပြီးတော့စဉ်းစားပြီးတော့လည်းပဲကိုယ့်ရဲ့လုံလဝရိယကိုထက်သန်စေရမယ်ဟုတ်လားဒီနေ့မှာဦးဇင်းတို့နော်ကိုနဲ့ဇေယျမပြတ်သေးဘူးဆိုတဲ့အတွေ့ကနော်များသောအားဖြင့်အခြေခံအားဖြင့်ဒါကိုသိထားရနားလည်ထားမယ်ဆိုရင်နော်ဆင်းရဲတဲ့ဘဝတွေကိုမြင်တာနဲ့ကိုပဲအဲ့ဒီတန်ဝေကရလာနိုင်တယ်ပေါ့အလွန်ဆင်းရဲတာကိုမြင်တယ်ဩငါလည်းဒါမျိုးချိန်မျိုးဖြစ်နိုင်တယ်ဆိုတဲ့အတွေ့ပေါ့ဒီနေ့မှာဦးဇင်းတို့ဒီဆင်းရဲတဲ့အာယုံပေါ့နော်ဆင်းရဲတဲ့ဘဝရဲ့အနေအထားကိုသိရတယ်မြင်ရတယ်တွေ့ခွင့်ရတယ်ဆိုရင်ဒါကငါနဲ့အချိန်မရွေးငါဖြစ်နိုင်သေးတယ်ဆိုတဲ့အတွေ့ဆက်ပြီးတော့ဖြစ်ပြီးတော့ကောင်းမြတ်တဲ့စိတ်တွေအများကြီးဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်ဒါကြောင့်အပေပုံရဲ့အကြောင်းကိုစဉ်းစားဆင်ခြင်တယ်ဆိုတဲ့ဥစ္စာကအဲ့ဒီလိုမျိုးနော်ငါဟာဒီအနေအထားတွေနဲ့မကင်းကွာသေးပါလားဆိုတဲ့အတွေ့ကိုဆက်ပြီးတော့ဖြစ်ပေါ်စေဖို့အတွက်အပေပုံရဲ့ဒုက္ခကြီးပုံကိုစဉ်းစားဖို့လိုအပ်တယ်လို့ပြောတာဟုတ်လားဘုဒ္ဓတာအနေနဲ့ဘယ်ဒုက္ခကကြီးလိုက်တာလို့စဉ်းစားပြီးတော့ကိုယ်နဲ့ဘာမှမပတ်သက်တဲ့အနေအထားမျိုးကြီးနဲ့ရက်သွားမယ်ဆိုရင်တော့ဒါကလူရင်းသိပ်ပြီးတော့မရောက်ဘူးပေါ့ဟုတ်လားအပေပုံဟာဆင်းရဲတယ်လို့လည်းစဉ်းစားရမယ်ပြီးရင်ကိုယ်နဲ့ဓာတ်လိုက်ပတ်သက်ဆက်ဆက်နေတယ်ငါအချင်းမေးရောက်တာနိုင်တယ်ဆိုတဲ့အတွေးပါဖြစ်ရွှဲဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့နော်ဒီယောဂီတွေထဲမှာနော်လူငယ်လေးတွေလည်းတော်တော်ပါတယ်အဲ့တော့နည်းနည်းလေးဦးဇင်းကနော်ဒီအပေပုံရဲ့ဒုက္ခကိုမြင်ရလို့အထူးသဖြင့်နော်ပြိတ္တာဘဝရဲ့နော်ကြီးကျယ်တဲ့ဒုက္ခကိုမြင်ရလို့နော်ကြီးကျယ်တဲ့တန်ဝေကနဲ့နော်လုံလဝရိယထက်ထက်တန်တန်ကြိုးစားပြီးတော့နော်အထွတ်ထိပ်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အကြောင်းကိုနော်အကြံဉာဏ်လေးပြောပြခြင်းသေးတယ်ဟုတ်လားနော်မြတ်စွာဘုရားလက်ထက်ကတန်ကိစ္စတာမဏေဆိုတာပေးတဲ့တို့ကြားဦးတယ်နော်အဲ့ဒီတန်ကိစ္စတာမဏေကနောက်တော့နော်ယဟန္တာဖြစ်ပြီးတော့နော်အသက်ကြီးလာတဲ့အခါကျတော့နော်ယဟန်တော်ကြီးဖြစ်တယ်ပေါ့ဟုတ်လားအဲ့ဒီမှာသူ့မှာတပည့်တစ်ပါးရှိတယ်နော်အဲ့ဒီတပည့်ကနော်18 19နှစ်အရွယ်လောက်ပေါ့နော်ကိုရင်ကြီးအရွယ်ရောက်နေတယ်အဲ့ဒါကိုရင်ကြီးကလူထွက်ချင်တော့ရှင်တန်ကိစ္စကယဟန္တာရှင်မြတ်အဘိညာဉ်လဲရတယ်အဲ့ဒါနဲ့ဒီကိုရင်ရဲ့အနေအထားကိုသူ့ရဲ့ဉာဏ်နဲ့စဉ်းစားဆင်ခြင်ကြည့်တဲ့အခါမှာနော်ကိုရင်ကဥပနိဒေယအကြောင်းတရားရှိတယ်အကြောင်းတရားဆိုတာကယဟန္တာဖြစ်နိုင်တဲ့အကြောင်းတရားရှိတယ်ကိုရင်မှာထူးခဲ့တဲ့အကြောင်းတရားပါလာတာကိုမြင်တယ်ဒါကြောင့်မပျက်စီးစေခြင်းကိုအဲ့ဒါနဲ့မထေရမြတ်ကြီးကကိုရင်တလားလောက်နေပါဦးဒီရှင်ဖြစ်ယဟန်ဖြစ်ဆိုတာအလွန်ရနိုင်ခဲ့ပါတယ်လူထွက်တယ်ဆိုတာချင်းပြေးထွက်လို့ရပါတယ်တလားလောက်တည်းတော့နေလိုက်ပါဦးလို့တားတော့ကိုရင်ကအရှင်မြတ်ရဲ့ပုံမှာကြည်ညိုတဲ့စိတ်ယူသေးတဲ့စိတ်နဲ့မထွက်ဘူးအဲ့ဒါနဲ့တလားပြီးတော့ထပ်ပြီးတော့သူကတောင်းပန်မြန်တဲ့ရှင်ဖျားတလားစေးပါဖျားပြီးတော့ထွက်ပြရစီတော့
ကိုရင်အဲ့လိုဆိုရင်15ရက်လောက်တော့နေပါဦးထပ်ပြီးတော့ချော့ပြန်တယ်မထေရကြီးကသူ့ကိုတနာလို့နော်သူ့အကြောင်းတွေကိုသိနေတာထပ်ပြီးတော့ချော့တော့15ရက်နေတော့နေတယ်တခါ15ရက်ပြည့်တဲ့အခါကျတော့ထပ်ပြီးတော့ရှောက်ပြန်တယ်ရှင်ဗျာတပည့်တော်ထွက်ပြရစီ15ရက်ပြည့်ပြီဗျာအေးအဲ့လိုဆိုရင်ကိုရင်နောက်ဆုံးအနေနဲ့9ရက်လောက်တော့နေပါဦးတဝက်ချင်းလျှော့ချလာတာဟုတ်လား9ရက်လောက်နေပါအောင်ဆိုတော့ကိုရင်ကနေပါမယ်ဆိုပြီးတော့9ရက်နေတယ်ကိုရင်ကလူကအတင်းထွက်ချင်နေတယ်ဘာလို့ထွက်ချင်အောင်ဆိုတော့သူ့မှာလည်းအကြောင်းကရှိတယ်နော်သူနဲ့မောင်နှမဝန်းခွဲတော်တယ်သူ့ရဲ့အကြီးရဲ့သမီးဟုတ်လားအဲ့ဒီသမီးနဲ့ပေးစားမယ်ဆိုပြီးတော့အဲ့ဒီဒကမာကြီးကသူ့သမီးနဲ့ပေးစားဖို့ကိုရင်ရဲ့အမေအဖေကိုလာပြီးတော့စေ့သက်တယ်အဲ့ဒါကိုသူကကြားတော့အဲ့ဒီအမျိုးသမီးနဲ့လက်ထပ်ခြင်းလို့တော့သူကလူထွက်ခြင်းတာအဲ့ဒါကိုလည်းအရှင်မြတ်ကြီးကသိတယ်နော်အဲ့ဒီအကြောင်းတရားတွေကိုသိတယ်အဲ့ဒါသူ့ရဲ့အကြီးအေနော်ဒီမိသားစုကသား2ယောက်သမီး1ယောက်ရှိတယ်တဲ့အဲ့ဒါဒကာကြီးဒကမာကြီးမိဘ2ပါးရဲ့သား2ယောက်ရဲ့သမီး1ယောက်ရဲ့ရှိတယ်အဲ့ဒါဖေးမေဖြစ်တဲ့လူတွေကမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တွေပေါ့ယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့အနေအထားမရှိဟုတ်လားဒါကြောင့်စိတ်နှလုံးလဲကြမ်းထမ်းတယ်အဲ့တော့သားသမီးတွေကလည်းအမေအဖေရဲ့အယူဝါဒအတိုင်းခက်ကြမ်းကြမ်းပဲနောက်တော့ပြောင်းလဲကဘယ်လိုဖြစ်လဲဆိုတော့အကြီးဆုံးသားကနမိတ်ကောင်းဆွေကောင်းတယောက်နဲ့ပေါင်းမိတယ်တကယ်ချင်းကောင်းများအဲ့ဒီတကယ်ချင်းကသမာဓိဋ္ဌိအယူဝါဒရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါနဲ့သူ့တကယ်ချင်းကိုရမ်းခင်တဲ့အခါကျတော့တကယ်ချင်းရလာငါနဲ့ကြောက်လိုက်ခဲ့ခင်တော့လိုက်သွားတာပေါ့လိုက်တော့ဒီရှင်တန်ကိစ္စတရားဟောတယ်အဲ့ဒီတကယ်ချင်းကလည်းရှင်တန်ကိစ္စရဲ့တကားပေါ့ဟုတ်လားအဲ့ဒါနဲ့ဟိုကျတော့တရားစကားဘာညာပြောရင်းနဲ့နောက်တော့ယဟန်နေနဲ့ယဉ်နီးပြီးတော့စိတ်နှလုံးနုံညံ့အဲ့ဒီမှာနောက်တော့အဲ့ဒီတကယ်ချင်းကမင်းကွာယဟန်နေအတွက်နော်တပားစာလောက်နေတိုင်းစွန့်မလူနိုင်ဘူးလားငါယဟန်နေကိုလှူတဲ့သဘောမရှိဘူးအဲ့လို့ဆိုရင်ကွာမင်းငါအတွက်တော့နေတိုင်းထမင်းတက်နဲ့မကျွေးနိုင်ဘူးလားငါ့ကိုထမင်းတက်နဲ့မကျွေးနိုင်မင်းတော့ကျွေးတာဗောတက်နဲ့မကဘူးငါကျွေးနိုင်ပါလေအဲ့လို့ဆိုရင်ငါ့ကိုထမင်းတက်နဲ့မင်းကျွေးပါအေးကျွေးမယ်မင်းကိုဟုတ်ပြီအဲ့ဒါကိုငါယဟန်နေကိုလှူလိုက်မယ်အဲ့ဒါမင်းအလှူလို့ထားလိုက်ဟောအဲ့လောက်ကောင်းတယ်နော်အဲ့လောက်ကောင်းတယ်နော်တငယ်ချင်းကောင်းဆိုတာဟုတ်လားမင်းအလှူလို့ထားလိုက်ဟာအဲ့ကြတော့လေဟိုလူကကျဉ်တ်သွားတာဗောအဲ့လိုနဲ့ तू ကနေတိုင်းရဟန်းတစ်ပါးကိုစွန့်ကတ်တယ်အဲ့ဒီလိုနဲ့ပြောကြပါစို့ဒီမိတ်ကောင်းဆွေကောင်းရဲ့နော်အစွမ်းတတ္တိကြောင့်သူကယဟန်တန်ဃာကိုကြည်ညိုပြီးတော့နောက်သမာဓိဋ္ဌိအယူဝါဒရှိလာတဲ့ကံကံအကျိုးတွေကိုယုံကြည်ပြီးတော့နှုံညံ့သိမ်မွေးတဲ့အနေထားအဲ့ဒါနောက်တော့သူ့ရဲ့ညီရောသူ့ရဲ့ညီမလေးရောစောတော်ကကိုရင်နဲ့ပေးစားမယ်ဆိုတဲ့အမျိုးသမီးလေးပေါ့နော်အဲ့ဒီညီရောညီမရောဒီအကူကြီးကိုအကြောင်းပြုပြီးတော့သူတို့ကလည်းသာသနာတော်ကိုယုံကြည်သက်ဝင်တဲ့တရားတရားရှိတဲ့ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လာတယ်ကျမ်းနေတာကဘယ်သူကျမ်းနေတုံးဆိုတော့အမေအဖေကျမ်းနေဟုတ်လားအမေအဖေကဘလို့စီယုံလို့မှမရသူတို့လှုပ်တာကိုလည်းသဘောမကျဟုတ်လားသားသမီးတွေအဲ့ဒီလိုလှုပ်နေတာကိုလည်းသဘောမကျဒါကြောင့်အမြဲတမ်းယဟန်တန်ဃာတွေကိုတွေ့ရင်ဆဲတယ်စူးစူးအောက်အောက်အမြဲတမ်းလှုပ်တယ်သူတို့ငါသားသမီးကိုဖျက်ဆီးနေတာလို့သူတို့အလွတ်ထင်တာကိုအဲ့တော့သူတို့မှာဒီယဟန်တန်ဃာနဲ့ပတ်သက်ပြီးတော့မဖြစ်တုံးဆိုတော့အကုသိုလ်ဖြစ်ရတယ်ဟုတ်လားအဲ့ဒီလိုနဲ့အခြေအနေကအဲ့လိုဖြစ်နေတာအဲ့ဒီအငယ်ဆုံးသမီးလေးနဲ့ဒီကိုရင်ကိုပေးစားမယ်ဆိုပြီးတော့ကိုရင်ရဲ့မေကတော့ကိုရင်ကိုသွေးဆောင်ဖျားရောက်တဲ့အခါကျတော့ကိုရင်ကလည်းထွက်မယ်လို့ဖြစ်အဲ့ဒါနဲ့ကိုရင်ကိုတားတာမထေရမြတ်ကြီးကအစာတလတားတယ်နောက်15ရက်တားတယ်နောက်တစ်ပတ်တားတယ်အဲ့ဒီတစ်ပတ်တားထားတဲ့အချိန်မှာဘာဖြစ်တော့ဆိုတော့မိုးကြီးလေကြီးကြတယ်တဲ့အဲ့ဒီမိုးကြီးလေကြီးကြတော့ကိုရင်ခုနတုန်းကနော်ကြိုက်နေတဲ့ကောင်းမလေးရဲ့အိမ်သူ့ရဲ့အကြီးအိမ်ဟာအကုန်လုံးပြိုကျသွားတယ်ပြိုကျသွားတော့ဖေးမေရောသား2ယောက်ကောသမီး1ယောက်ကော9ယောက်စလုံးအဲ့ဒီမှာတခါတည်းဆုံးတယ်နောက်9လောင်းပြန်ပေါ့တခါတည်းဆုံးတယ်ဟုတ်လားဆုံးသွားတဲ့အခါကျတော့နော်သားသမီး3ယောက်ကဘုံမစိုးနှက်ဖြစ်တယ်တဲ့နော်ဆင်ရင်မြင်းရင်နော်ယထာရင်နေရတဲ့ချမ်းသာတဲ့နှက်မျိုးမှဖြစ်တယ်အဲ့ဒါအမေဖေကဘာဖြစ်တုံဆိုတော့ပေတဘုံသာပြိတ္တာတွေဖြစ်တယ်နော်ဓာငုတ်တူလိုပဲတဲ့ဘေးကကြည့်ရင်တော့မဲမဲပဲမြင်ရတယ်နော်ဒါတွေကအလွန်စမ်းကြယ်တဲ့လောကကြီးရဲ့နော်တတ္တဝါတွေရဲ့ဘုံဘဝတွေရဲ့အနေအထားတွေကလည်းအလွန်စမ်းကြယ်တယ်နော်မဲမဲကြီးပဲမြင်ရတယ်တဲ့အဲ့ဒါသေးသေးချာချာကြည့်လို့ရှိရင်တော့အချင်းချင်းတူတလုံးနဲ့ခေါင်းကိုထုရတယ်လို့ပြောတယ်ထုပြီးဆိုရင်အဲ့ဒီသွေးတွေပြည်တွေကျလာပြီဆိုရင်စားကြတယ်တဲ့အဲ့ဒီသွေးတွေကိုဒါလည်းပဲအားရတယ်လို့မရှိဘူးအတင်းထုနေကြတာပဲတဲ့ဒါကသူတို့ရဲ့စိတ်စေတနာနဲ့တန်တဲ့အကျိုးရလဒ်ကိုရတာပေါ့နော်ညူစုမှုဟုတ်လားညူစုမှုရဲ့အကျိုးပေးတာကိုခံရတာမကြည်နပ်ဘူးဆိုတဲ့စိတ်ကကြည်နပ်เสียရာတွေကိုရသည်မှာမဟုတ်ဘူးဒါကတော့အချင်းချင်းပြောတာပါဦးစင်ကဟုတ်လားအဲ့ဒါပြိတ္တံဖြစ်တယ်အဲ့ဒီအနေအထားကိုမထေရမြတ်ကြီးကသိနေပြီကိုရင်ကမသိဘူးနော်ဒီ
သူယူမဲ့အမျိုးသမီးသေးသွားပြီဆိုတာတောင် तू ကမသိဘူးဟုတ်လားတိန်လုံးသေးသွားပြီအဲ့ဒီသတင်းသူသိမရောက်သေးဘူးအဲ့ဒါနဲ့9ရက်ပြည့်ပြီဆိုတော့ကိုရင်ကရှင်ဗျာတပည့်တော်ထွက်ပြရစီတော့9ရက်ပြည့်ပါပြီဖေဟုတ်လားအဲ့တော့ရှင်မြတ်ကြီးကကိုင်ကိုရင်ထွက်မယ်ဆိုရင်လည်းထွက်တာပေါ့နော်ရက်စီပြီဆိုတော့ထွက်တာပေါ့ဟုတ်တာပေါ့ကိုင်ဒါပေမဲ့ငါနဲ့လိုက်ခဲ့အောင်လားဆိုပြီးတော့နော်ဇီရီရဲ့အနောက်ဘက်ကလမ်းရှိတယ်အဲအကြောင်းပြင်မဲ့ထွက်ပြီးတော့အဲ့ဒီလမ်းလာကလေးကလည်းသားနေတယ်လို့ပြောတယ်ညဟုတ်လားနော်အဖိတ်နေနော်14ရက်နေ့ညလာလေးကလည်းသားတယ်အဲ့ဒီအချိန်မှာနော်ဒီသားသမီး3ယောက်ကဖြစ်လာတဲ့ဘုံမစိုးနတ်3ယောက်ကနော်စင်ရင်ရဲ့မြင်းရင်ရဲ့ညီမလေးဖြစ်တဲ့နတ်ကယထာရင်ရဲ့ရှိပြီးရှိရသွားအဲ့ဒါမထေမြတ်ကြီးရဲ့တကိုးကြောင့်ကိုရင်ကအဲ့ဒီနတ်တွေကိုမြင်ရအာလှလိုက်တာကြည်စမ်းနော်သူကိုရင်လူထွက်ချင်တာတော့မေ့သွားတယ်ဟုတ်လားကြည်စမ်းကောင်းငင်ကနေသွားနေတာနော်အလွန်စမ်းကြတဲ့လောကကြီးနော်မယုံဘူးလို့မရှိနဲ့ဟုတ်လားအလွန်စမ်းကြတဲ့လောကကြီးအလွန်ကျေပြန့်တဲ့လောကကြီးနော်စင်ရင်မြင်းရင်ယထာရင်နဲ့သွားနေတာဝင်တောက်နဲ့အော်လှလိုက်တာဟာအဲ့လိုကြည်နေတော့ရှိသေးနောက်ကမဲနဲ့နှစ်ကောင်လိုက်လာတယ်နော်အဲ့ဒီနှစ်ကောင်ကအလွန်ကြီးကျယ်တဲ့ဒုက္ခနဲ့အချင်းချင်းတခါတည်းထူဟာနှစ်ဟာနဲ့လိုက်လာတယ်ဟာအဲ့ဒါကြည့်တော့တော်ကြောက်သွားတယ်အဲ့ဒါနဲ့ဘာလဲမသိဘူးဆိုတော့ဘေးမှာရဟန္တာမထေကြီးကလည်းရှိနေတာဆိုတော့တိတ်လည်းမကြောက်ဘူးပေါ့အဲ့ဒါနဲ့မထေမြတ်ကြီးကမေးတယ်ကိုရင်မင်းသူတို့ကိုမေးအဲ့ဒါဘယ်သူတွေလဲလို့မေးလို့ခိုင်းတော့ကိုရင်ကမေးတယ်တဲ့မေးတော့ရှေ့ကနတ်တွေကသွားတာဆိုတော့မမီတော့နောက်ကမဲနှစ်ကောင်ကိုပဲမေးရတယ်ခင်ဗျားတို့ကဘယ်သူတွေတော့မေးတယ်မေးတော့မှအဲ့ဒီပြိတ္တာနှစ်ကောင်ကပြောတယ်တဲ့မောင်ရင်တို့ကအခြားမဟုတ်ဘူးမင်းရဲ့ဦးကြီးနဲ့ဒေါ်ကြီးပဲတော့ရှေ့ကသွားတာဟာအဲ့ဒါမင်းရဲ့နော်အကို2ယောက်နဲ့နော်ညီမပဲတို့မိုးလေဝသဖောက်ပြန်လို့နော်လေကြီးမိုးကြီးကြလို့အိမ်ပိပြီးတော့သေရတာအဲ့ဒါသူတို့ကတော့စိတ်ကောင်းနှလုံးကောင်းနေနဲ့နော်စစ်မှန်တဲ့ယုံကြည်မှုနဲ့အခြေခံပြီးတော့မြင့်မြတ်တဲ့အလုပ်ကိုလုပ်နိုင်တဲ့အတွက်ကြောင့်သူတို့တော့ကောင်းတဲ့ဘဝရောက်တယ်နော်တို့ကတော့ယုံညံ့တဲ့စိတ်ထားနဲ့တန်တဲ့အကျိုးရလဒ်ကိုပဲရနေတာနော်တကယ်ကိုပဲကြောက်မဲ့ဖွယ်ရနော်စင်စင်ရဲတနာစရာလဲတနာစရာလို့ဆိုရမယ်ပေါ့နော်အဲ့လိုပြောပြတော့ကိုရင်ကအလွန်တန်ဝေကရသွားတယ်နော်သူယူမယ်ဆိုတဲ့မျိုးသမီးကဘာဖြစ်နေပြီလို့နတ်ဖြစ်နေပြီလောလောဆယ်သူမြင်နေရတာကအလွန်ဆင်းရဲတဲ့ပေတာလောကသားအော်တန်တရားကြီးကအလွန်စမ်းကြယ်လာပါလားနော်ဒီနေရာမှာပြည်သက်ပေါင်းတော်အောင်တို့ကြားရယုံလောက်ဟုတ်လားစားတဲ့ဖတ်ရယုံလောက်ဆိုရင်ဘယ်တကယ်အရင်ကြီးပဲလေးနဲ့မတော့ဟုတ်လားအခုအရင်တို့လည်းပြောနေရတာလက်တွေ့မျက်စိကြီးနဲ့မြင်ရမယ်ဆိုရင်တော့ဒါထက်အများကြီးပို့ပြီးတော့လေးနဲ့နိုင်တာပေါ့ပြည်သက်တို့လည်းအခုကြားနေရပေမဲ့လို့တကယ်လို့လက်တွေ့ညမှာမြန်ဟုတ်လားအဲ့လိုမြင်တွေ့လိုက်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဟောရိတ်တာတောင်နောက်တစ်ခေါက်လာခြင်းမလာရဲတော့ဟုတ်လားနော်ဟုတ်လားအေးအဲ့တော့ပြောရင်ကဘာလို့ဆိုတော့လက်တွေ့တာနဲ့နော်ကြားရတာဖတ်ရတာနော်စိတ်ကူးဒါတွေနဲ့ကတော့အများကြီးခွာခြားနိုင်တယ်ပေါ့ကိုရင်ကဘယ်လိုဖြစ်တာလဲလက်တွေ့တာနော်လက်တွေ့တဲ့အခါကျတော့သူ့ရဲ့အတွေးတွေကအများကြီးလေးနက်မှုနော်ကြီးကျယ်မှုမရှိနိုင်ဘူးလားရှိနိုင်တယ်လူထွက်ခြင်းစိတ်လုံးဝပျောက်သွားတယ်ဩသူဘယ်ထိစဉ်းစားတော့ဒီအနေထားဟာငါနဲ့လုံးဝပတ်သက်နေတယ်လို့သူစဉ်းစားတာနော်ဟုတ်တယ်မဟုတ်လားဒီအနေထားကသူဘာမှသူနဲ့ပတ်သက်မှုမရှိဘူးဆိုရင်ဒါသူကိစ္စမဟုတ်ဘူးပေါ့အခုဘာဖြစ်တော့ဒါသူကိစ္စဖြစ်တယ်နော်မဖြစ်ဘူးလားဗျာစဉ်းစားတော့သူလည်းပဲအခြေအနေအရအဲ့ဒီလိုမျိုးဖြစ်မယ်ဆိုရင်ဖြစ်မသွားနိုင်ဘူးလားဖြစ်သွားနိုင်တယ်ဟောအဲ့ဒီအတွေးနဲ့သူ့ကိုယ်သူနော်ဒီအခြေအနေဇိုးတွေကငါလွတ်အောင်လုပ်ရမယ်ဆိုတဲ့အမြင်မှန်ကိုရတာဟုတ်လားအဲ့ဒါနဲ့ကိုရင်ကတူပြောရပါစို့လူမထွက်ဖြစ်တော့ဘဲနဲ့နောက်ယဟန်ဖြစ်ပြီးတော့နော်ယဟန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့တော့ပြောချင်တာကနော်အပေပုံဒုက္ခဆိုတာတကယ်တွေ့ရပြီကြုံရပြီဆိုလို့ရှိရင်နော်အလွန်လေးနဲ့တဲ့အတွေးတွေကိုဖြစ်စေလိမ့်မယ်ဆိုတာကိုပြောတာဒါကြောင့်ဒါကိုပြည်သက်ပေါင်းတော်ကောင်းတို့ကခပ်ပေါ့သဘောမထားဘဲနဲ့အများကြီးလေးနဲ့စဉ်းစားဖို့မလိုဘူးလားလို့တယ်နော်ဆိုကြပါစို့အပေပုံတွေကဒကာမတို့ဦးရှင်တို့လက်တွေ့သိနိုင်တာကဘယ်ပုံရှိတာတော့တိရစ္ဆာန်ပုံပဲရှိတာနော်ဒါပေမဲ့ဒီငရဲပုံဆိုတာကတော့တော့လက်တွေ့ဒါလူသားတွေအနေနဲ့အလွန်လှမ်းဝေးတယ်ပေါ့နော်ပေတာလောကသားတွေဆိုတာကြတော့လည်းပဲတချို့တကယ်ကိုခိုင်မာတွေ့ရတာပဲလေဟုတ်တယ်မဟုတ်လားနောက်ဦးချင်းဆိုငယ်တုန်းကနော်ဘုံကြီးကျောင်းသားဘဝတုန်းကအဲ့ဒီတော့ကိုရင်ဝက်ကလေးနဲ့ပါပဲအဲ့ဒါဘုံတို့ကျောင်းရဲ့ပြင်ဘက်မှာထမ်းမင်းတွေဝိုင်းနေတာရှိတယ်အဲ့ဒါဘုံကြီးကိုနင်းပေးရတယ်ညတိုင်းနင်းပေးရတယ်အဲ့ဒါပေးရရွရင်နဲ့ဘုံကြီးကအောက်ကတခါလေးကိုကနင်းပေးနေသူကအိတ်ချင်းအိတ်နေတယ်အဲ့ဒါကိုကအပေါ်ကနေတန်းကလေးကင်ပြီးတော့နင်းရတယ်အဲ့ကျောင်းပြင်ဘက်ကိုကြည့်လိုက်လို့ရှိရင်တာစကားကွက်ကလေးတွေကနေပေါ့ထမ်းမင်းတွေကိုမြင်ရတယ်အဲ့ဒီထမ်းမင်းတွေရဲ့ဟိုမှာရွာပေါ့ဘုံတို့ကျောင်းနဲ့ရွာနဲ့ကနော်လေ50ခွက်လောက်ဝေးတယ်နော်လှန်တစ်ခေါ်လောက်ဝေးတယ်ပေါ့အဲ့ဒီထမင်းမောကနေပြီးတော့မီးလုံးကသွားနေတာနော်မြင်ရတာမီးလုံးကိုမြင်ရတာငယ်တရေမီးဆိုတာလဲကြားဘူးတာပေါ့ဒါဘာလဲကြည့်
အောက်မှာဘုန်းကြီးကလည်းရှိနေတယ်ဆိုတော့မကြောက်ဘူးပေါ့အဲ့ဒီမီလုံးကအဲ့ဒီထမ်းမင်ပေါ်မှာလည်းလှည့်နေတယ်အဲ့ဒါဘုန်းကြီးဟိုမှာမီလုံးကြီးပေါ့ဟုတ်လားအဲ့ဒါဘုန်းကြီးကထကြည့်တော့မရှိတော့ဒါလက်တွေ့ဦးဇင်းတို့မြင်ဘူးတဲ့အနေထားတော့ဒီလောက်ပဲပေါ့နော်တတိတည်းကြောက်တာတွေတွေ့တာတွေဘာတွေတော့တိတ်ပြီးတော့မရှိပါဘူးနော်အသက်ကြီးလာလို့နော်ဦးဇင်းဖြစ်တော့ရွာเจ้าမှာနည်းနည်းထူးဆန်းတာတစ်ခုတွေ့ရတာတော့လဲကြုံဘူးတယ်အဲ့ဒါကဘာလဲဆိုတော့နော်เจ้าရဲ့အရှိဘက်ကလှဲလန်းရှိတယ်အဲ့ဒီလှဲလန်းကရွာနဲ့ကူးပြီးတော့လေတော်ကိုဖြတ်ပြီးတော့သွားတဲ့လှဲလန်းအဲ့ဒါညာညင်းနေပြီး10နာရီခွဲ17နာရီလောက်ဆိုလို့ရှိရင်ဒီနွားလဲမောင်းလို့ချူတန်လို့ကအမြဲကြားရတယ်ဒီနွားလဲကညာတိုင်းမြမောင်းနေသလားပေါ့ဒီအချိန်ကြီးကိုဆိုပြီးတော့အဲ့ဒါဒီနေ့တော့လာတာလာနဲ့ကိုရင်နေနဲ့ထွက်ပြီးတော့ကြည့်ကြတယ်နွားလဲတကယ်ရှိသလားဆိုနွားလဲမတွေ့ရဘူးချူတန်ပဲကြားရတယ်အဲ့ဒါနဲ့လိုက်ကြအောင်ဆိုတော့လိုက်တာပေါ့နော်ဒီထဲမှာအဲ့ဒီတော့ကိုရင်လေးတောင်ခုဦးစင်းဖြစ်နေပါဟုတ်လားနော်လိုက်တော့အဲ့ဒီနာလိုက်တော့ဟိုနာရောက်တယ်လို့ဒီနာတော့ချူတန်တော့ကြားရတယ်နွားလဲကိုတော့မတွေ့ရဘူးလာတာလာနဲ့လိုက်ကြဒါကတော့ဦးဇင်းတို့ရဲ့နော်ဗေဒလောကနဲ့ပတ်သက်တဲ့အတွေ့အကြုံအနည်းငယ်ပေါ့ဟုတ်လားတကယ်ကတော့ဒီဥစ္စာကတကယ်ရှိနေတာပဲနော်ဒီအကြောင်းအရာတွေကနော်တွေ့တဲ့ကြုံတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်ဒီဥစ္စာကဟုတ်လားအဲ့တော့ပြောချင်တာကနော်လောကကြီးဟာနော်အလွန်တရာမှနော်ကျေပြန့်တယ်ဆိုတာကိုနားလည်ပြီးတော့ဒီငရဲတို့နော်ပြိတ္တာတို့ရဲ့ဒုက္ခတွေကိုလည်းပဲယုံကြည်ဖို့နားလည်ဖို့စဉ်းစားဖို့ဆင်ခြင်ဖို့မလိုဘူးလားလိုတယ်ဟုတ်လားနော်တရားနည်းနည်းရှိသွားတယ်နော်အဲ့တော့ဦးဇင်းတို့ပြောချင်တာကဘာလဲအပေဘုံဒုက္ခတွေကိုစဉ်းစားဆင်ခြင်ခြင်းအပြင်လည်းပဲမိမိတို့ရဲ့လုံလဝရိယကိုမြင့်တင်နိုင်တယ်ဆိုတာလေးကိုအဓိကပြောချင်တာအဲ့လိုစဉ်းစားတဲ့နေရာမှာအဓိကတော့ချက်ကဘာလဲငါဟာဒီအခြေအနေဇိုးတွေကမလွတ်မြောက်သေးဘူးဆိုတဲ့အတွေးထိဆက်ပြီးတော့သွားဖို့မလိုဘူးလားလိုတယ်ဒါကတော့အခြေခံလေးတွေကိုဦးဇင်းတို့ပြောပြတော့ဟုတ်လားဒါကြောင့်ဦးဇင်းတို့လုံလဝရိယထက်တန်ခြင်းရဲ့အကြောင်းတရားဘယ်နှမျိုးလုံးများ17မျိုးเนาะဒါကိုဒီကနေ့ညမှတ်သားခဲ့ရတယ်အဲ့ဒီအကြောင်းတရားတွေနဲ့ပြည့်စုံမယ်ဆိုရင်ဆင်ခြင်ရမယ်ဆိုတဲ့အကြောင်းတရားကိုဆင်ခြင်မယ်ဆိုလို့ရှိရင်ဟုတ်လားဒါကမှတို့ဦးဇင်းတို့ရဲ့တန်တာမှာနော်ကောင်းမြတ်တဲ့အလုပ်တွေကိုစ조사လိုစိတ်လုံလဝရိယအများကြီးထက်သန်လာနိုင်မယ်ပေါ့နော်ဒါကြောင့်ပေးသက်ပေါင်းတော်ဝန်တို့သည်မိမိတို့ရဲ့လုံလဝရိယကိုနော်ဒီလိုအကြောင်းတရားတွေပြည့်စုံအောင်စ조사ရင်းဖြင့်နော်ထက်သန်စေပြီးတော့နော်ဒီဘဝဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာကိုရအောင်နော်တတိကိုအူထားပြီးတော့ဝိရိယထက်ထက်သန်သန်နဲ့စ조사နိုင်ကြတဲ့တော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပေးသက်ပေါင်းတော်ကောင်းတို့စ조사အထောက်ထားကြရတော့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉဏ်မျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုရကုန်ရာတည်း